new result လိုချင် very simple ခင်ဗျာ new mindset ဖြစ်ဖို့လို့32ကိုစံမီကနေဖတ်ရအောင်နော်ကိုပီတာမိုက်ယူထားပြီလားတုတ်တန်ကျမ်းခန်းကြီး16ငယ်32စံမီအင်္ဂလိပ်ကျမ်းစာမှာဆိုရင် Passion Translation နော် TPT နော်အဲ့ translation ဖြစ်မယ်ဆိုတော့တုတ်တန်ကျမ်းခန်းကြီး16အငယ်32နော်ပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်စိတ်နှလုံးကြောင်းပြပြပါတယ်မမိပါသလားကျေးဇူးပြုပြီးပြန်နားထောင်ပြီးပါနော်ခဏခဏနားထောင်ပြီးလို့ဒုက္ခမရောက်ပါဘူးနော်တင်လဲကောင်းကြည့်ရမယ် YouTube channel ကိုနားထောင်ကြည့်ရပြီလေကျွန်တော်လည်းကောင်းကြည့်ရမယ်အာမင်ဆိုတော့နှုတ်နှစ်ဖက်ကောင်းကြည့်ရမယ်ကိစ္စခဏခဏနားထောင်မှာဘာမှမဖြစ်ဘူးနော်ဆိုတော့ခဏခဏနားထောင်ဖို့လိုတယ်နှုတ်ကပတ်တော်တယောက်နှုတ်ကပတ်တော်ဖတ်တဲ့အခါမှာနားထောင်တဲ့အခါမှာနော်ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဖွင့်ပြချက်တစ်ခုရသွားတဲ့အထိနော် revelation ရသွားတဲ့အထိဖတ်ဖို့လိုတယ်တချို့ကဆရာဒီကျမ်းစာကျမတို့လည်းဖတ်တာပဲကျွန်တော်တို့လည်းဒါပေမဲ့ဆရာပြောလိုက်မှဒီလိုဘာလို့ဖြစ်သွားတာလဲဆိုအရန်ရှင်းပါတယ်ကျွန်တော်တို့ကဖွင့်ပြချက်ရတဲ့ဒီဖတ်တာဖြစ်ဒီတစ်ပိုက်တည်းကိုနော်တနေ့ကုန်တစ်ခါလေးတစ်ပတ်လုံးဒီတစ်ပိုက်တည်းဒီ chapter တစ်ခုတည်းကိုနော်နေ့ညမပြည့်စင်ချင်းအောက်မိတာဖြစ်တယ်ကြောင့်ဒီနေ့ဒါအရေးကြီးတယ်ကဲကျွန်တော်တို့အားလုံးကျေးဇူးပြုပြီးတော့အငယ်32ကိုဖြည်းဖြည်းနဲ့မှန်မှန်အားလုံးတူကဖတ်အောင်တင်းတော့စိတ်ရှိသောသူသည်ခွန်အားကြီးသောသူထက်၎င်းမိမိစိတ်ကိုချုပ်တီးသောသူသည်မြို့ကိုတိုက်ယူသောသူထက်၎င်းတာ၍ကောင်း၏စံမီဟုတ်လားစံမီဟုတ်လားကဲဒီအရှိဟာဒီရှိဟာဖတ်အောင်ကိုပီတာဖတ်တာနဲ့ဒါလည်းမတူဘူးဖြစ်နေဟုတ်ပြီအားလုံးညီညာဖတ်ရအောင်တင်းတော့စိတ်ရှိသောသူသည်တရေကောင်းထက်ပို၍ကောင်း၏မိမိစိတ်ကိုထိန်းချုပ်နိုင်သောသူသည်လည်းမြို့ကိုသိမ်းပိုက်နိုင်သောသူထက်ပို၍ကောင်း၏Passion Translation မှာပြန်တာပိုကောင်းတယ် Passion Translation အားလုံးသူကဖတ်ကြည့်အောင်အင်္ဂလိပ်လို Do you want to be a mighty warrior? It's better to be known as one who is patient and slow to anger. Do you want to conquer a city? Rule over your temper before you attempt to rule a city. ဒီမှာ Passion Translation ကဘာပြောလဲဆိုတော့ Do you want to be a mighty warrior? Mighty warrior ဖြစ်ချင်တယ်လားတဲ့ဘယ်နှယောက်ဖြစ်ချင်လဲဝါဘုရားကောင်းကြီးပေးပါစေဒီနေ့ mighty warrior ဖြစ်ဖို့နီလန်ပြပြနော်အဲ့တော့ mighty warrior ဖြစ်ဖို့အတွက်ကျမ်းစာပြောတယ်မင်းဖြစ်ချင်လားတဲ့ mighty warrior ဖြစ်ခွင့်ရှိတယ်တဲ့အဲ့တော့ဖြစ်ဖို့အတွက်ဘာလုပ်ရမလဲဆိုတော့နှစ်ခုပြောတယ်ဗမာကျမ်းစာမှာတော့မိမိစိတ်ကိုထိန်းချုပ်နိုင်ဒီ Passion Translation ကဘာပြောတော့ patient and slow to anger တီးခံခြင်းနဲ့တဲ့ဒေါသမထွက်အောင်ထိန်းနိုင်ဖို့နော်ဒေါသမဖြစ်အောင်ထိန်းချုပ်နိုင်ဖို့အတွက်ဒီနှစ်ခုအရင် practice လုပ်ပါတယ် mighty warrior ဖြစ်ဖို့အတွက်ပေါင်900ရှိတဲ့လေတုံမပါလို့ကျမ်းစာမပြောဘူးဓာတ်ခုတ်လေ့ကျင့်ပါလို့မပြောဘူးလေးကွာပြစ်ကျင့်ပါလို့လည်းမပြောဘူးတနက်ကိုမှန်အောင်နော်ပြစ်ကွင်းမှာတွားကျင့်ပါလို့လည်းမပြောဘူးဒီ mighty warrior ဖြစ်ချင်တယ်ဆိုရင်တဲ့တင်းရဲ့စိတ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာအရင်သင်ပါတဲ့နာရှိတော်သူပြည်ကကြားပါစေအာမင်ဒါဆိုရင်ကျွန်တော်တို့က mighty warrior တကယ်ဘုရားသခင်ကောင်းချီးပေးတဲ့ mighty warrior တယောက်ဖြစ်ဖို့အတွက်ဘဝမှာတကယ်ကိုသူရဲကောင်းတယောက်ဖြစ်လာဖို့အတွက်ကျွန်တော်တို့အရင်ဆုံး practice လုပ်ရမှာကျွန်တော်တို့လေ့ကျင့်ရမှာကအပြင်းမမဟုတ်ကျွန်တော်တို့ရဲ့စိတ်နှလုံးဖြစ်တယ်ပြောပါဦးကျွန်တော်ရဲ့စိတ်နှလုံးကိုလေ့ကျင့်ရမယ်တီးခံခြင်းနဲ့ဗာလဲဒေါသထွက်တာဒေါသမထွက်ဖို့အတွက်အဲ့နှစ်ခုအရင်လေ့ကျင့်ရမယ်ဒါဆိုရင် mighty warrior အတွက်လိုအပ်တာကအပြင်ပန်းကမာဆယ်လာစိတ်နှလုံးရင့်ကျက်မှုလားvery good ကျွန်တော်အတင်သားကြီးတိုးတက်လာပြီဖြေလာတယ်ဆိုတော့တိုးတက်လာအပြင်ပန်းမာဆယ်အကြီးကြီးတွေမြင်ဘူးတယ်မလား
ကဲမှာနော်အဖုထစ်ကြီးတွေဒီမှာတခါတဲ့ six pack ရောဒီမှာတခါတောင်းဖြောင်းကြီးမြင်ဘူးတဲ့ဒါမဲ့အပြင်မှာသာတောင်းဖြောင်းစိတ်ထဲမှာခြောက်နေတဲ့သူတွေအများကြီးရှိနော်တကယ်ပြောတာကျွန်တော်လည်းမြင်မှုတခါကြည့်လိုက်တော့တွေးတာနဲ့ကိုအရေးပြောခြင်းစိတ်ပေါက်တယ်ခေါ်တယ်နော်သူတို့နာဖြတ်တော့မဖြတ်ရေဟာကြောက်စရာဒီမဲ့စကားပြောလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဟင်းနင်ကလေတဲ့စကားပြောတော့ပေါ်လာတာဒါဆိုရင်မာစင်နဲ့ဆိုင်လားစိတ်နဲ့ဆိုင်လားစိတ်နဲ့ဆိုင်အပြင်ကဘလောက်တောင်းအထဲမှာတောင်းဖို့လိုတာနော်အထဲမှာမတောင်းတဲ့အတွက်လူကဘာဖြစ်နေတာလဲဆိုတော့အပြင်မှာသာတောင်းတာအထဲမှာမတောင်းတဲ့ပုံကူတွေအများကြီးကျွန်တော်တို့ကဒီနေ့စိတ်နှလုံးကလည်းလေဒီကောင်မောင်လုံးမတွေအရေးကြီးလို့ဒီတလမှာအဲ့ဒါခဏပြောတာအရေးကြီးလို့စိတ်နှလုံးကလည်းလေဒီခန္ဓာကိုယ်ကမာဆယ်လို့ပဲဒီခန္ဓာကိုယ်ကမာဆယ်တွေကအလေးမရင်လေ့ကျင့်ခန်းလုပ်ရင်သူကပုံစံကျတယ်အဲ့ဒါမွေးရပါမဟုတ်မွေးကလေးကစစ်ပတ်နဲ့မွေးတယ်တရားမှမရှိမွေးကလေးကဘိုက်စစ်ပတ်နဲ့မွေးလာတယ်ဘလိုက်နဲ့မွေးတရားမွေးကလေးကဘိုက်ရွှဲပြီးမွေးလာတယ်ဖွဲ့တွေပဲနော်အဲ့ဒါတော့ original package ကပါလာတာဆိုတော့လေ့ကျင့်ခန်းလုပ်လေအလေးမလေခန္ဓာကိုယ်ကပုံလှလေပဲအဲ့တော့ကျွန်တော်တို့စိတ်ကလည်းဘာလို့ရလဲဆိုတော့လေ့ကျင့်လို့ရတယ်ပြန်ပြောမယ်နော်ကျွန်တော်တို့စိတ်ကဘာလို့ရလဲလေ့ကျင့်လို့ရစိတ်ကလေ့ကျင့်လို့ရမွေးရပါစိတ်သက်ကောင်းလိုက်တယောက်မှမရှိနော်ဟာဒီကလေးကမွေးတဲ့ကတော့အရာစိတ်သက်ကောင်းနေဆိုတာမရှိမွေးရပါမရှိအားလုံးဟာ practice လုပ်လို့ဒါကြောင့်ကျမ်းစာပြောတယ်နော် do you want to conquer a city တဲ့မြို့တွေကိုတဲ့သိမ်းပိုက်ချင်လားတဲ့မြို့တွေကိုအောင်မြင်ချင်လားတဲ့နော်မြို့တွေကိုသိမ်းပိုက်နိုင်တဲ့သူဖြစ်ချင်လားတဲ့ကျွန်တော်အဲ့တော့အဲ့ဒီမြို့တွေကိုသိမ်းပိုက်ချင်တယ်ဆိုဘာလို့မဆိုတင်းရဲ့စိတ်ကိုပဲထိန်းချုပ်ပါတယ်ကြောင့်ဒါစီးပွားရေးအတွက်ကိုနိုင်ငံရေးအတွက်နော်ဝိညာဉ်အကုန်လုံးအတွက်ရှောလမုန်အနှစ်ချုပ်ပေးတာမြို့တွေကိုလွှမ်းမိုး business လုပ်တဲ့အခါမှာမြို့တွေကိုလွှမ်းမိုးဖို့နိုင်ငံတွေလွှမ်းမိုးဖို့တော့တကယ်ကြီးမားတဲ့တော့တကယ်လုပ်ငန်းကြီးတွေကုမ္ပဏီတွေလွှမ်းမိုးဖို့အတွက်အရေးကြီးဆုံးကကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ယုံကြည်သူတွေကျွန်တော်ရဲ့စိတ်နှလုံးကိုအရင်ကျွန်တော်ရဲ့ mindset ကိုအရင် change ဖို့လိုတယ်ကျွန်တော် mindset ကိုပြင်ဖို့လိုတယ်အာမင်ပြောပါဦးကျွန်တော်ရဲ့ mindset ကိုပြင်ဖို့လိုတယ်ကျွန်တော်လူတွေ new result လို့ချင်တယ်တသက်လုံးမရတဲ့ result 2025မှာငါ2024နဲ့မတူတဲ့ new result လို့ချင်တယ် new result လို့ချင် very simple ခင်ဗျ new mindset ဖြစ်ဖို့လို့ new mindset က new result ကိုတည်လာခင်ဗျအပြင်မှာချို့ကဒီလိုပြောတယ်ဟာငါဒီလှုပ်ထက်နော်နောက်အလုပ်လုပ်ရင်ပို့ပြီးလစာရမယ်နော်ကျွန်တော်ပြောမယ်အလုပ်အရင်မပြောင်းနဲ့အရင်စိတ်ကိုအရင်ပြောင်းအောင် new mindset မပြောင်းမချင်းခင်ဗျ new result မရကျွန်တော်မြန်မာလူမျိုးတွေမြန်မာပြည်မှာလဲစင်းရဲတယ်အမေရိကရောက်လဲဘာလို့စင်းရဲလဲဆိုတော့ကျွန်တော်နိုင်ငံပြောင်းလိုက်တယ် mindset မပြောင်းကျင်တော့မြန်မာပြည်မှာတော့လည်းဒီ mindset နဲ့ပဲအသက်ရှင်တယ်အခုအမေရိကရောက်လာတယ်ဒီ mindset ပဲအသက်ရှင်ဒါကြောင့်ကျွန်တော်တို့ကနိုင်ငံသားပြောင်းတာစင်းရဲတာမပြောင်းကျင်တော့ဒါကြောင့်ဘာလို့လဲဆိုတော့ new mindset မရမချင်း new result မရကျွန်တော် new result လိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲ new mindset လုပ်ရမယ်အဲ့တော့ business တခုမှအောင်မြင်ခြင်းနဲ့အရင်ကနဲ့မတူတဲ့ငွေရလိုချင်တယ်အရင်ကနဲ့မတူတဲ့အောင်မြင်မှုလိုချင်တယ်ဘာလို့ရမလဲကျွန်တော် mindset ထဲမှာအရင် setting ချင်ရမယ်တော့အရင်ကောင်းတဲ့ mindset ဆိုတဲ့အတိုင်းပဲသူဆက်လုပ်ထားပြီးသားဘာလို့ထားပြီးသားလဲကျွန်တော် mind ထဲမှာဆက်လုပ်ထားအဲ့တော့သင်ကလောကကြီးထဲမှာတော်တော်များများပြဿနာကပါအဲ့ဒီ mind ထဲမှာဆက်လုပ်ထားတဲ့ဟာကိုကျွန်တော်မပြင်တဲ့အတွက်အပြင်မှာလိုချင်တဲ့ရလက်မရလားကြောင့်လိုချင်တဲ့ရလက်လိုချင်နေဆိုရင်အပြင်မှာအရင်ပြောင်းလဲဖို့မကြိုးစားနဲ့ဒီကောင်မောင်မတွေအထဲထဲမှာကျွန်တော်တို့ရဲ့အတွင်းစိတ်ဝိညာဉ်ထဲမှာ mindset ထဲမှာအရင်ဆုံးပုံဖော်ဖို့လိုတယ်နားရှိတော်သူမိဒီကကြားပါစေအဲ့တော့ကိုယ့်ရဲ့စိတ်ကိုကိုယ် control မလုပ်နိုင်ကိုယ့်ရဲ့ခံစားချက်ကိုကိုယ် control မလုပ်နိုင်ကိုယ့်ရဲ့စံနာတွေကို control မလုပ်နိုင်ကိုယ့်ရဲ့အထဲထဲမှာရှိတဲ့အသွေးသားနော်အတွေးခေါ်တွေနော်အဲ့ဒါတွေကို control မလုပ်နိုင်မချင်းကျွန်တော်တို့ကဘာမှဖြစ်နိုင်ဘူးလေဆိုအပြင်မှာ new result ဘယ်တော့မှမရလာအဲ့တော့ဟုတ်ပြီကျွန်တော်ရဲ့စိတ်ကိုပ
ပုံသွင်းတဲ့ဟာတွေရှိတယ်နော်စိတ်ကဒီတိုင်းငွေးရပါမဟုတ်ကျွန်တော်တို့ကဘာလို့ခံရတာလဲဆိုတော့ကျွန်တော်တို့စိတ်နှလုံးကပုံသွင်းခံဘာလို့ခံရလဲပုံသွင်းခံအဲ့တော့ကျွန်တော်ရဲ့စိတ်နှလုံးကိုပုံသွင်းတဲ့အထက်မှာနံပါတ်1အချက်နော်ကျွန်တော်ရဲ့စိတ်ကိုပုံသွင်းတဲ့အထက်မှာနံပါတ်1ကဘာလဲဆိုတော့မိဘတွေဘိုးဘေးတွေကျွန်တော်ရဲ့ငငယ်တုန်းကကြီးပြင်းခဲ့တဲ့ယဉ်ကျေးမှုတွေကနေပြီးတော့ကျွန်တော်ရဲ့စိတ်နှလုံးကိုပုံသွင်းတယ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုခေါင်းစဉ်ပေးထားလဲဆိုတော့ဆက်ခံရတဲ့စိတ်နှလုံးလို့ခေါင်းစဉ်ပေးထားတယ်။ဘာစိတ်နှလုံးလဲဆက်ခံရကျွန်တော်ပထမပုံလေးပြပေးပါအောင်ကျေးဇူးပြုဆက်မမေ့သူဆိုကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့ပြုစုပြောထောင်တဲ့အခါမှာနော်ကျွန်တော်တို့ကခန္ဓာပဲပြုစုပြောထောင်တာမဟုတ်စိတ်အဲ့ဒါမဟုတ်နောက်တစ်ပုံဟိုပါစိတ်ကိုဝိညာဉ်ကိုခန္ဓာဒီအပိုင်း၃ပိုင်းရှိတာဖြစ်တဲ့အတွက်အပိုင်း၃ပိုင်းလုံးကျွန်တော်တို့ပြုစုဖို့လို့ဘာလို့လဲပြုစုဖို့လို့အပိုင်း၃ပိုင်းလုံးပြုစုအဲ့တော့တော်တော်များများကျွန်တော်တို့ရဲ့စိတ်ကကျွန်တော်တို့ရဲ့မိဘတွေရဲ့ကျွန်တော်တို့ရဲ့မိသားစုရဲ့စီကနေအမွေခံရဘယ်သူစီကနေအမွေခံရလဲမိသားစုကအဲ့တော့မိဘတွေစိတ်နှလုံးကောင်းစားရင်သားသမီးတွေကနေရင်တိုင်ရင်အဲ့ကောင်းစားတဲ့စိတ်နှလုံးဘေးပတ်ဝန်းကျင်မှာနေတာဖြစ်တဲ့အတွက်သူ့ရဲ့နှလုံးသားဟာဘာလို့ခံရလဲသူ့ရဲ့အတွေးခေါ်တွေကဘာလို့ခံရလဲဆိုတော့ကောင်းစားတဲ့အရာကိုကျွန်တော်တို့ကစိုက်ပျိုးခြင်းခံရတယ်။ကြောက်ကျွန်တော်တို့အတွေးအားလုံးထဲမှာလေသတိထားမိလားတော့မသိကိုမိဘရဲ့အတွေးခေါ်တွေခံယူချက်တွေကျွန်တော်တို့ကငငယ်လေးတွေကလွှမ်းမိုးပြီးကြီးလာဟုတ်လားဥပမာကျွန်တော်ဆိုရင်ကျွန်တော်အဖေစီကနေပါလာတဲ့အတွေးခေါ်တစ်ခုရှိတယ်နော်တော်တော်အမှုတော်ဆောင်တဲ့တော်တော်ကြာဒီပါလာတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အဖေကအစားတောင်းနဲ့ပတ်သက်ပြီးသူရဲ့ခံယူချက်ရှိတယ်နော်အဲ့ခံယူချက်ကဘာလဲဆိုတော့ तू ကစီးကြိုတွေတွေးတိုးတွေရှိတော့နော်သူ့ကိုဆရာဝန်ကဟိုကမစားနဲ့ဒီကမစားနဲ့ပြောပဝင်းကျင်လာအဲ့ဒါမတည့်ဘူးဗျာ तू အမြဲတမ်းဘာပြောလဲဆိုတော့စားရင်လည်းသိမှာပဲတဲ့မစားရင်လည်းသိမှာပဲတဲ့အဲ့ကြောင့်ငါတို့ကစားပြီးသိမယ်တဲ့အဲ့ဒါကျွန်တော်ဘယ်ရခံယူချက်နော်အဲ့တော့ကျွန်တော်ဖေအမြဲတမ်းပြောတယ်စားရင်လည်းသိမှာပဲတဲ့မစားရင်လည်းသိမှာပဲတဲ့ငါဒီကတော့မစားဘဲနဲ့အတိမခံနိုင်ဘူးတဲ့စားပြီးတော့သိမယ်တဲ့အဲ့ကျွန်တော်ဖေခံယူချက်အဲ့ဒါကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်အထက်မှာလက်ခံတာနော်အဲ့တော့ကျွန်တော်ဖေကသူယုံတဲ့အတိုင်းပဲစားပြီးတကယ်သိသွားတယ်ယုံကြည်တဲ့အကြည့်တဲ့ဖြစ်စေအဲ့တော့ကျွန်တော်ကိုယ်တိုင်အမှုတော်ဆောင်ပြနှစ်ပေါင်းများစွာအဲ့ဒီခံယူချက်ရှိမစားရင်လည်းယောဂဖြစ်မှာပဲစားရင်လည်းဖြစ်မှာမစားပဲဘာမှမစားတဲ့ရှောင်တဲ့ဖွဲ့လည်းဖြစ်တာပဲရောက်စားမယ်ကွာဆိုစားခဲ့တာနှစ်ပေါင်းများစွာဒါပေမဲ့နော်ဒါနှုတ်ကပတ်တော်ရဲ့ခံယူချက်မဟုတ်ဘူးဆိုတာသိလားပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော် mindset ထဲမှာကျွန်တော်ချိန်လိုက်တယ်တရက်ကြတော့ချိန်လိုက်တယ်မစားတော့ဒီခံယူချက်နဲ့ငါစိတ်ဆက်အတတ်မရှိငါအဖေစီရလာတဲ့ဒီခံယူချက်ကိုငါဆက်ပြီးတော့မမွေးမြူတော့နော်အဲ့တော့ကျွန်တော်ဘာလို့ကျွန်တော် mindset ထဲမှာကျွန်တော် setting ချိန်လိုက်ယောမစနစ်မှာဘာဖြစ်လို့တော့စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းသို့ရောက်တော့စိတ်နှလုံးကိုအသစ်ပြင်ဆင်အပြင်နဲ့ဘာဖြစ်လဲပုံတံပြောင်းအဲ့တော့ကျွန်တော် mindset ထဲမှာကျွန်တော်ဘာလုပ်လိုက်လဲဆိုကျွန်တော်အဖေရဲ့ပါလာတဲ့အမွေခံစိတ်နှလုံးကို delete လုပ်လိုက်Goodbye yesterday နော် bye bye ကျွန်တော်ပြလိုက်တယ်ငါမစားတော့ဆုံးဖြတ်ချလိုက်ငါမစားတော့ငါအဲ့ဒီအစားတောက်တွေကိုစားပြီးတော့ငါနော်ဘဝမှာအဲ့လိုနေချင်းတလို့မနေတော့ဘူးလို့ကျွန်တော် mindset ထဲမှာ setting ချလိုက်အဲ့တော့ဒီအစားတောက်နဲ့ပတ်သက်ပြီးကျွန်တော် mindset ထဲမှာ setting ချလိုက်တဲ့နောက်ပိုင်းမှာစိတ်နှလုံးကိုအသစ်ပြင်ဆင်ဘာဖြစ်လဲပုံပြောင်းသွားတယ်ဘာလို့လဲပိန်သွားတယ်ဟုတ်တယ်မလားအဲ့တော့ဘာဖြစ်လို့တော့စိတ်နှလုံးရဲ့ရလက်အရင်တော့ကရက်40စားရှောင်းနေရှောင်းလုံးပဲပိန်တယ်ပြန်ထွက်လာရင်ဘူပေါင်းလိုပဲပြန်ဝလာနော်ပြီးတော့ပြန်ရှောင်းနေပြန်ပိန်သွားတယ်ဒါပေမဲ့ပြန်ရှောင်းထွက်လာတဲ့ကမှပြန်စားတော့အားလုံးကလည်းဆရာနော်အကြီးကျယ်ကြွေးကြတော့ချစ်ကြတော့အားလုံးလည်းချစ်တာကျေးဇူးတင်ပါတယ်ဒါပေမဲ့ဘာဖြစ်လဲကိုယ့်ကိုယ်လည်းမဆုံးပြနိုင်တော့အစားတော့မြင်နာမည်တော်ပြောင်းခြင်းနဲ့တွေးမရှောင်းတော့အကုန်စားတာအကုန်စားဒါပေမဲ့ mindset ထဲမှာကိုယ်စိတ်ကိုစပြီး control လုပ်အစားတောက်တွေအရှိမရောက်တယ်စားခွင့်ရှိလားရှိတယ်စားလို့ရလားမကို mindset ငါဒီခံစားချက်စိတ်ကိုတော့ငါမထိန်နိုင်ရင်ငါသူရဲကောင်းဖြစ်လာ mighty warrior ဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့ကိုယ်စိတ်ကိုဘာလုပ်ရလဲ
Sabi control. Masabulo something Masau. Amen. Yonji to Romia Yoga Raja. Say go a low later. Lutromia Yama Timensara, Paisalobo, Sama Chaulu. Amen. Today, Madala. I'm not trying to Paisa in Blue Loom. The Catholic no Yama Sare Haga, the Geros Salomo shooting Gago. No, Shinai Guna, Yasan Matasa in Doka with Achiche Sarado, Arima, Pietanapi. Go say ye a low light. I don't know a budget wales or Kokana, Pia Bayman or Pibiro, Sati, Masati, Musua, Tiri Halet and Rusale. No, I don't know, say a low light. Genogida, Dini, a southern epidemic, I don't think Kwame Yarabo, man. Palu later, say a little later, say a little later. Malotenari, Lomida, Aloa, say a little later. Lotenari, Malomida, say a little later. Leaching alone, Matida Mana, Dida, still a Maroma, where are they leaching and see? Have get the Navale, ain't now Maduara. Maga Nima Basinzale, Manatian Salome, eh? Knit the Daima, Jima Mambalo de, no, Unia Ma. Junior Zagabero, Chanore, Tio America, Jim Maluta, the Commodore, you would know, Huniama, Yaumi to Amida Piao. Malumura, yellow, elevator, Romania, Balupaleto, the year later, Tora, to a linen of Shivi, did you as Yodale, Lini Yamata Dora, to a million of Piao. A Piacostica Papito, Madame Malamena, a Jundoin Piame. Muda di bab sidi ha bibia la ba so mighty warrior တယောက်ဖြစ်ချင်နေဆိုရင်သင်ကဘာလို့သင်စိတ်ကိုသင်အရင်ပြန်ကြံ့ခံအောင်လုပ်ငါမလုပ်ဘူးလို့ဆုံးဖြတ်တဲ့ဟာကိုတော့မှငါမလုပ်ငါလုံးမယ်လို့ဆုံးဖြတ်တာကိုငါလုံးမယ်ငါကျမ်းစာဖတ်မယ်လို့ဆုံးဖြတ်တာကိုဖတ်အောင်ဖတ်ပြအောင်ဖတ်မယ်ငါတနေ့တနာရီစွတ်တောင်းမယ်ဆိုတဲ့ဟာကိုတောင်းပြအောင်တောင်းမယ်အဲ့ဒါက mighty warrior ကျူရှောက်ပြောတယ်Saran tui sound Lucia, Saran tui sound. Can you just have Panadon Saran Panaka Channel La Bida, Nimula? John Mule Lubia, can I know that they can just call you? Can I just have Padecama, Chanza Ogu La Bida, Nimula? Can I just have Panade Chema? Show the GTV Tapu Labi, oh, you should have Nimula. I don't put like an aim and Nimamodo. No, Manu. Can you just have Sada now, Paisiam, Luquango Petara. Kale young between us who out there for Yashidi. No, Kajan was Sada, young credit, you know, bigger than young credit. There was Sadans of Pataguma machine. Sadans of Bako Mamho. Sadans were test the Gapio met him out about. The cow. Dear, no, do Jonathan Zagapio, double to the other, General Yamatauchi, who am a Sadan to his own without it. Do each other. I do not do Migumi, that do not Migumi me. A yes, I'm called what a Kanyala Sadana. Panaka Kamya Sadanga, a Macane Labido, yes, I know call it. Macole, come out of it, do it. Mount Melemo, do Mount. No, Tesla, Mount Me, yes, I know the Jalagon, I got 2 great Mount Mido, 2 great, yes, I see my packing to a 2 bed. Not that, yes, I know when I let 2 bed. Ba yata melo yuira le sarana me bebu. Did ka whiskey ta ho ka gym ta de ma pyo bu tu du yuira. Ba lao ta me le tu be song phit da. Ke ba sa de mo da o plin a tu thong lai gro gro mo la si la. Ma si bu tu du mo lai da. Me le a mi dong kaung the lai de kha le. Ta pi de ka bu lwe ja le. Saran. A myo tmi ne a myo ta ne ma do ha lat ngu de. ဘာဖြစ်လို့မင်းတို့ကွာဒါဘာလို့လုပ်လိုက်တာလဲပြောတော့ဆရာတဲ့စာတန်သွေးဆောင်လို့အကျော်တို့မိတယ်သူစာတန်ကမင်းတို့နှစ်ယောက်လုံးဂုတ်ကိုကိုင်ပြီးတော့ခရဂရင်းမော်ဒယ်လိုက်တာလားမတင်ပါဘူးတဲ့စာတန်တော့မသိလိုက်ဘူးသူတို့တက်သွားပြီဟိုမှာစာတန်လိုက်ဆိုတာမမီလိုက်ဘူးစာတန်တော့တော်တော်များများကစာတန်မဟုတ်ဘူးကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့ဘာမလုပ်ဘူးလဲမနိုင်ဘူးကျွန်တော်တို့စိတ်ကိုကျွန်တော်တို့ control မလုပ်ဘူးဒါကြောင့်ကျွန်တော်တို့စိတ်ကို control မလုပ်တဲ့အတွက်တုတ်တန်ကျမ်းတယ်လို့ပြောတယ်ဖတ်ကြည့်အောင်တုတ်တန်ခန်းကြီး25အငယ်28ကိုဖတ်ကြည့်အောင်တုတ်တန်ခန်းကြီး25အငယ်28ကိုဖတ်ကြည့်အောင်အားလုံးကျေးဇူးပြုပြီးတော့ညီညာလေးဖတ်ရအောင်ကိုယ်စိတ်ကိုမချုပ်တီးနိုင်သောသူသည်မြို့ရိုးပြိုပြဲ၍ဟင်းလင်းရှိသောမြို့နဲ့တူ၏ ကကြည့်
ကိုယ်စိတ်ကိုမချုပ်တီးနိုင်တဲ့သူဟာတဲ့ကိုယ်ဝိညာဉ်ထဲမှာကိုယ်စိတ်ထဲမှာကိုယ့်အကိုမထိန်ချုပ်နိုင်တဲ့သူဟာအကာမရှိတဲ့မြို့ရိုးနဲ့တူတယ်မြို့တိုင်းမရှိဘူးတဲ့ဝင်ကျင်တဲ့သူဝင်လာမယ်ထွက်ကျင်တဲ့သူထွက်သွားမယ်လှုပ်ချင်တယ်လို့စီးမရှိကမ်းမရှိဘာဖြစ်လို့ဘဝမှာဖြစ်ပြနေလဲကိုမှမထိန်ချုပ်နိုင်တာတဲ့ကြည့်နော်ဒါဆိုရင်နတ်ဆိုးတဲ့အိမ်ထဲကိုဝင်လို့ရတယ်ဆိုတာဘာမရှိလို့လဲမြို့ရိုးမရှိလို့ဘာမရှိလို့လဲမြို့ရိုးမရှိတယ်မြို့ရိုးမရှိမတော့တခိုးမဝင်ဘူးလားဝင်မှာပဲလေခွေးလည်းမဝင်ဘူးလားဝင်လာမှာပဲလေမကောင်းတဲ့အကောင်တွေလည်းဝင်အဲ့ဒါတွေမဝင်စေခြင်းလို့ခြံခတ်ထားတာကျောက်ကိုစိတ်ကို control ရဆိုတာဘာလို့ထားလဲခြံခတ်ထားတာနတ်ဆိုမင်းလာခြင်းနဲ့လာလို့မရအောင်ငါအိမ်ကိုငါဘာလို့ထားလဲငါ control လုပ်ထားတယ်မင်းလာလို့မရအောင်လာခွင့်မရှိဘူး hallelujah ငါမတော့ဘူးဆိုရင်မတော့ဘူးငါဖတ်မယ်ဆိုရင်ငါဖတ်မယ်ငါဖျားเจ้าသွားမယ်ဆိုရင်ငါသွားမယ်ငါကိုးကွယ်မယ်ဆိုရင်ငါကိုးကွယ်မယ်ငါမဟုတ်တဲ့ရုပ်ရှင်မကြည့်ဘူးဆိုရင်မကြည့်ဘူးအဲ့ဒီလိုကိုယ်စိတ်ကိုထင်းချုပ်နိုင်ပြီဆိုရင်ခမည်းဟာမြို့ရိုးနဲ့ရှိတယ်အကာအကွယ်ရှိတဲ့သူဖြစ်တယ်ပြောငါအကာအကွယ်ရှိတဲ့သူဖြစ်တယ်အကာအကွယ်ရှိတော်သူဖြစ်တယ်ကြည်ပြောငါအကာအကွယ်ရှိတဲ့သူဖြစ်တယ်အကာအကွယ်ရှိတော်သူဖြစ်တယ်ဖျားသခင်ကလည်းတင့်ကိုကာကွယ်တယ်တင်ကလည်းတင်းစိတ်နှလုံးကိုတင်ကာကွယ်တယ်ဆိုဘယ်နဲ့ဆိုးမှထိလို့မရဘူးပြောငါ့ကိုဘယ်နဲ့ဆိုးမှထိလို့မရဘူးကြည်ပြောငါ့ကိုဘယ်နဲ့ဆိုးမှထိလို့မရဘူးဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေတော်များများစိတ်နှလုံးကကျွန်တော်တို့ကဘယ်ကနေပြီးတော့အမွေခံရတာလဲဆိုတော့မိဘတွေယဉ်ကျေးမှုတွေပတ်ဝန်းကျင်တွေကျွန်တော်တို့ရဲ့အတိုင်းဝိုင်းတွေရဲ့စိတ်နှလုံးကနေပြီးတော့အမွေခံရတာကျွန်တော်မိဘတွေဟာအရင်ရေးကြည့်တယ်ဒီကောင်မောင်နှမတွေတင်တို့ရဲ့စိတ်နှလုံးကို new mindset ဖြစ်ဖို့အရေးကြီးတယ်ယုံကြည်ခြင်းရှိတဲ့ mindset ဖြစ်ဖို့အရေးကြီးတယ်သင်မှာ poverty mindset လို့ခေါ်တဲ့ဆင်းရဲခြင်းစိတ်ဝိညာဉ်ရှိရင်အဲ့ဒါကသားသမီးရှိကိုခမမပေးရင်လေအဲ့အမွေကကူးသွားအောင်သင်မှာဆုံးရှုံးတဲ့စိတ်ဝိညာဉ်ရှိရင်အဲ့စိတ်ကသင်သားသမီးစီပါသွားအောင်ကြောင့်သင်သားသမီးတွေကိုသင်ဘလို့စိတ်ဓာတ်မျိုးဘလို့နှလုံးသားမျိုးအမွေပေးမလဲဆိုတာမိဘတွေသင်တို့ကဆုံးဖြတ်ရကြောင့်ကျုပ်တော်မိဘတွေကပါလာတဲ့စိတ်နှလုံးတွေပြန်စစ်ပါနော်တချို့သောစိတ်နှလုံးတွေ delete လုပ်တဲ့ဟာတွေ2025မှာ delete လုပ်ခဲ့ဒါနှုတ်ကပတ်တော်နဲ့မညီတဲ့စိတ်နှလုံးအားလုံးကို delete လုပ်ရပြောပါဦးနှုတ်ကပတ်တော်နဲ့မညီတဲ့နှုတ်ကပတ်တော်နဲ့စိတ်ထားအားလုံးကိုငါအထဲကနေဒီနေ့ကစပြီးမောင်းထုတ်တယ်အာမင်လက်ကုပ်ဒီပါဒီပြောင်းကပ္ပဦးကျမ်းခန်းကြီး16ငယ်4နဲ့5ကိုဖတ်ကြည့်အောင်ကပ္ပဦးကျမ်းကြီး16အငယ်4နဲ့5အာဗြဟံဒီလေဟာဂရထန်တို့အားလုံးတို့ဖတ်ရအောင်အရင်ရေးကြည့်တဲ့အရာရှိတယ်အားလုံးတို့ကဖြည်းဖြည်းမှန်ဖတ်ရအောင်အာဗြဟံဒီလေဟာဂရထန်တို့ဝင်၍ဟာဂရသည်ပရိသေဆွဲလေ၏ဟာဂရသည်မိမိတွင်ပရိသေဆွဲနေကြောင်းကိုသိလင်မိမိတခင်မကိုမထီမဲ့မြင်ပြုလေဟုတ်ပြီအမကနရတာရောက်အမကနရတာဆာရာကသူ့မှာခလေးမရနိုင်တော့ဘူးလို့စဉ်းစားတဲ့အတွက်နော်သူ့ယောက်ျားကိုဟာဂရနဲ့နေခိုင်းလိုက်အဲ့တော့သူစဉ်းစားတာကငါခလေးမရနိုင်တော့ဘူးဒါကြောင့်ငါဟာဂရကိုမင်းရှိဝင်ခလေးရရင်ဘာပဲဖြစ်ဒါက100%ဟာအာဗြဟံနဲ့ဆာရာရဲ့ခလေးမဟုတ်ရင်တော့90%တော့အာဗြဟံခလေးအဲ့လိုဖြစ်အောင်တော့တခါတည်းဟာဂရကိုပြီးလိုက်ဂျုံမဟာဂရကကိုဝင်မရှိခင်ခလေးမရခင်တော့ပုံစံနဲ့ခလေးလဲရလဲရပြီးတော့လုံးဝမတူတော့တူလားမတူတော့အဲ့တော့ကိုဝင်လဲဆွဲရောမိမိတခင်မကိုဘာလို့တာလဲဆိုတော့မထီမဲ့မြင်ပြုတ်လေအချိုးပြောင်းသွားကျမတာတချို့သောသူတွေလူတယောက်ကလေလူတယောက်ရဲ့စိတ်ထားကိုအချိန်နဲ့ချိန်မှာအရန်တိတာထင်ရှားစေနံပါတ်1ကအရန်ဒုက္ခရောက်တဲ့အချိန်မှာလူတယောက်ရဲ့နှလုံးသားမှန်ပေါ်လာဘယ်ချိန်မှာလဲဒုက္ခရောက်နောက်ဒုတိယအချိန်ကအောင်မြင်လာတဲ့အချိန်မှာလူတယောက်ရဲ့နှလုံးသားမှန်ပေါ်လာတချို့ကဒီလိုပြောတယ်ဟာအဲ့တယောက်ကအောင်မြင်သွားတော့စိတ်နှလုံးသားပြောင်းသွားတယ်တကယ်တော့မဟုတ်စိတ်နှလုံးသားပြောင်းတာမဟုတ်စိတ်နှလုံးအမှန်ပေါ်လာပြန်ရမယ်နော်အောင်မြင်လို့လူတွေကစိတ်လုံးပြောင်းနေဆိုတာမဟုတ်အဲ့ဒါကျွန်တော်လက်မခံ
အောင်မြင်တဲ့အခါစိတ်နှလုံးအမှန်ပေါ်လာချမ်းသာလို့လူတွေနှလုံးသားပြောင်းသွားတာမဟုတ်ချမ်းသာခြင်းကလူနှလုံးသားကိုမပြောင်းလဲနဲ့မဲ့ချမ်းသာခြင်းကဘာလို့လဲဆိုလူနှလုံးသားအမှန်ကိုဖော်ထုတ်ပလိုက်ဟာဂရနှလုံးသားထဲမှာငကိုရီးယားရှိပြီးသားမထီမဲ့မြင်ပြုတ်ခြင်းနဲ့မလေးမစားလုပ်တဲ့စိတ်ဒါပေမဲ့ तू ကအစင်မပြေသေးတော့ငြိမ်ငြိမ်လေးနေတာတရက်ကြတော့ तू လိုချင်တဲ့အဖြေရသွားကိုဝင်တောင်ခလေးမမွေးသေးကိုဝင်လည်းရှိတဲ့ရှိရောအချိုးပြောင်းတော့ကျွန်တော်ညီကောင်မောင်နှမတွေချစ်တော်သူတွေဖျားကောင်းကြီးဘာလို့ပေးလို့မရလဲဆိုတော့ဒီဟာဂရရဲ့စိတ်နှလုံးမျိုးရှိအောင်မြင်ရင်ပုံစံပြောင်းသွားတယ်ကောင်းကြီးရရင်ပုံစံပြောင်းသွားဖျားအသုံးပြုရင်ပုံစံပြောင်းသွားဘယ်သူမှကြီးမဆိုင်ဟေးငါ့ဘာများစင်လဲမင်းဒီမှာအာဗြဟံရဲ့သွေးကန်တာဟာငါဘာဒီပြတဲ့အထုံးလေးတစ်ထုပ်ကိုကိုင်ပြီးတော့အဲ့ဒီအထုံးနဲ့ကဘာကြီးကိုပတ်ရမ်းတော့တာအဲ့ဒီဖွဲ့တွေရှိတယ်ဒီအထုံးတစ်ထုပ်ကိုပတ်ပြီးတော့ဟိုမှာဘဒုတော်ကြီးမဆိုင်တော့လို့စာရာတော်ကြီးဟေးစာရာဟေးဟာဂရလို့ခေါ်ရင်တော့ထူးတယ်ရှင်းတော့ပြေးလာတဲ့အမျိုးသမီးမကြားကြအောင်ဆောင်အမလီဒီကောင်မဘာမလို့နားမထောင်နိုင်ဘူးမခေါ်မလုံနိုင်ပါဘူးငါမှာကိုဝင်နင့်မှာကိုဝင်မရှိငါမှာကိုဝင်ရှိတယ်ငါအာဗြဟံရဲ့တကယ်တရဝင်ရင်သွေးပိုက်တာအချိုးပြောင်းနေပါသူရဲ့စစ်မှန်တဲ့နှလုံးသားပေါ်လာကျွန်တော်ဒီနေ့ညီကောင်မတော်မှာနည်းနည်းလေးဖျားသုံးရင်နော်ပုံစံပြောင်းသွားတဲ့လူတွေကအဲ့ဒါဟာဂရရဲ့စိတ်ဝိညာဉ်ရှိတာကျွန်တော်ကြွယ်ဝလာရင်ပြစရာအထုပ်ထည်ရှိလာရင်ဘိုက်လေးပူလာရင်ပတ်စံအိတ်လေးဖောင်းလာရင်နော်ယူပါယုံလေးကနည်းနည်းလေးရေးရေးလေးပေါ်လာရင်အဲ့ထဲမှာမပါနဲ့အဲ့ထဲမှာမပါနဲ့စိတ်နှလုံးမှန်နေပေါ်ထုတ်တဲ့ထဲမှာမပါနဲ့ရောက်ဘုရားသခင်ဖြစ်စေချင်တာကဘာလဲဘုရားအသုံးပြုလေလေပိုနှိမ့်ချလေဖြစ်ရအာမင်ဘုရားကောင်းကြီးပေးလေပိုနှိမ့်ချလေဖြစ်ရမယ်ဘုရားကြွယ်ဝခြင်းပေးလေပိုနှိမ့်ချလေဖြစ်ရမယ်အာမင်ကြောင့်ရေးချဆုံးအဲ့ဒါပဲကျွန်တော်တို့ဇနီးမောင်နှံဂယုစိုက်တဲ့အထဲမှာလွန်ခဲ့28နှစ်ပတ်စံလည်းမရှိဘာမှမရှိเนาะယူပါယုံပဲရှိပြီးဘုရားအမှုတော်ဆောင်ခဲ့တဲ့ဘဝနဲ့ဒီ28နှစ်ကအရန်ကွာသွားပြီငွေကြေးကွာသွားပြီအောင်မြင်မှုကွာသွားပြီလူတိတာကွာသွားပြီပိုင်ဆိုင်မှုအများကြီးကွာသွားပြီဒါပေမဲ့လုံးဝမကွာအောင်ထိန်းထားတာတော့နှလုံးသားလွန်ခဲ့တဲ့28နှစ်ကအမှုတော်ဆောင်တော့ကဖျားကိုချစ်တဲ့နှလုံးသားဒီနေ့ထိထိန်းထားတယ်ပျောက်ဆုံးဝိညာဉ်တွေကိုချစ်တဲ့နှလုံးသားဒီနေ့ထိထိန်းထားတယ်မာနမကြီးဖို့နှိမ်ချဖို့ဒီနေ့ထိထိန်းထားတယ်လူတွေကကျွန်တော်ပေါင်းတယ်ဟာဆရာလေအောင်မြင်ပြီးတော့မာနမရှိဘူးကျွန်တော်အောင်မြင်မှမအောင်မြင်ငင်တော့လည်းမရှိဘူးအောင်မြင်လည်းမရှိဘူးဒီတက်အောင်မြင်သွားရင်လည်းမရှိဘူးမာနဆိုတာကျွန်တော်နှလုံးသားမှာနေရာမလို့ကျွန်တော်နှလုံးသားထဲမှာယေရှုပဲလို့တယ်ဟာလေလုယာဒီတက်အောင်မြင်လဲဘာကြီးကျယ်စရာအကြောင်းမရှိဘူးကျေးဇူးတော်ကြောင့်အောင်မြင်ကြတာကြီးပဲမဟုတ်ဘူးလားဘာမှဈေးကြိုင်စရာမလိုယူလေအဲ့တော့တချို့ကဟာအောင်မြင်သွားတဲ့ကတားကြီးကျယ်သွားတာတကယ်တော့အဲ့ဒါအောင်မြင်လို့ကြီးကျယ်တာမဟုတ်သူကြီးကျယ်တဲ့ဟာအခုမှဖော်ထုတ်ခွင့်ရတယ်ဟာဂရအဲ့တော့အငယ်15အငယ်ထပ်ဖတ်ရအောင်အငယ်9ကိုဖတ်ရအောင်အငယ်9ကိုဖတ်ရအောင်စာရဲကလည်းအကျွန်ုပ်ခံရသောအပြစ်ဒီကိုရော့ကောင်းပေါ်၌တည်ရှိပါစေအကျွန်ုပ်ဤကျွန်မကိုရော့ရင်ခွန်၌အကျွန်ုပ်အနှင်းပါပြီဒူသည်ကို၌ပရိရေဆွဲနေကြောင်းကိုသိလင်အကျွန်ုပ်ကိုမထီမဲ့မြင်ပြုပါသည်တကားသာရပြားသည်အကျွန်ုပ်နဲ့ကိုရော့မှုကိုစီရင်တော်မူပါစေတော်ဟုအာဗြဟံအားဆိုလေအဲ့ဒီကိစ္စစာရာကိုတော်ခံစားစီတကယ်တော့အဲ့ဒါကစာရန်ပြီးတဲ့စာရာပြီးတဲ့အကြံကျောင်းမတဲ့ခါကြလေလူတွေကလေကောင်းကြီးရတော့တဲ့ကိုကောင်းကြီးရဖို့အကြံပေးတဲ့သူတော်မှမထီမဲ့မြင်ပြုကိုအောင်မြင်ဖို့စွဲခေါ်တဲ့သူတော်မထီမဲ့မြင်ပြုကိုတကယ်အသုံးပြုခဲ့တဲ့သူမထီအဲ့ဒါကဟာဂရိုက်နှလုံးသားအဲ့တော့စာရာပြောတယ်အဲ့ဒါဒီတိုင်းထားလို့မရဘူးတဲ့အဲ့ဒါအစင်မပြေဘူးတဲ့ကျမမထီမဲ့မြင်ပြုတာခံတကယ်တော့ဒီအကြံကျမပေးတာပါတဲ့တကယ်တော့ဒီလိုမျိုးကိုဝင်ရှိဖို့ဒီလိုမျိုးအာဗြဟံရင်သွေးကိုရဖို့အတွက်ကျမပေးတဲ့ idea အခုကျမပေးတဲ့ idea နဲ့ကျမစော်ကားခံနေရတယ်အဲ့ဒါဟာဂရလောက်ရဲ့နော်အဲ့တော့အာဗြဟံဆိုတယ်အငယ်7ကိုဖတ်ကြည့်အောင်အခန်းကြီး16အငယ်7ကိုဖတ်ကြည့်အောင်ဒူသည်လူရိုင်းဖြစ်လိမ့်မည်လူအပေါင်းတို့ကိုရံဖက်ပြုလိမ့်မည်သူတို့လည်းလူအပေါင်းတို့သည်ရံဖက်ပြုကြလိမ့်မည်ညင်ညင်ကိုအပေါင်းတို့၏အပါး၌နေရလိမ့်မည်ဟုရ၎င်းမော့ဆိုလေ
အဲ့ဒီလိုမထီမဲ့မင်ပြုတ်တတ်တဲ့ပြဿနာရှာတတ်တဲ့ဟာဂရမွေးလာတဲ့ဣရှမေလဟာဘာဖြစ်သွားလဲလူရိုင်းကြောက်သူကသူရိုင်းကျင်လို့ရိုင်းတာမဟုတ်ဘူးဘသူကနေမွေးလာလို့လဲရိုင်းနဲ့ဟာဂရကနေမွေးလာလို့ဘသူနဲ့မှမတည့်ကဲအခုဣရှမေလမွေးလာတဲ့အမျိုးတွေဘသူတွေခင်ဗျားတို့သိပါတယ်တစ်ချိန်လုံးပြဿနာရှာတစ်ချိန်လုံးပြဿနာလုံးတစ်ချိန်လုံးဘုံဖောက်တစ်ချိန်လုံးလာနော်ဟိုအသေးခံဘုံခွဲအဲ့ဒါပါလေမွေးလာတဲ့ဟာဂရစီက carry on လုပ်လာတဲ့စက်ခံခဲ့ရတဲ့နှလုံးသားနောက်တော့ဣဇက်ကနော်အငယ်ဘလောက်ကိုဖတ်ရင်အခန်းကြီး21အငယ်8ကနေ10ဒီဖတ်ကြည့်အောင်အခန်းကြီး21အငယ်8ကနေ10ကိုဖတ်ရအောင်တွေ့ရင်အလုံးတို့ကဖတ်ရအောင်ထိုတငယ်ဣဇက်သည်ကြီးပွား၍နို့နဲ့ကွာလေ၏နောကောသောနေ့၌အာဗြဟံသည်ပွဲကြီးလုပ်လေ၏စပမေအေဂုတုအမျိုးသားဟာဂရတွင်အာဗြဟံရသောသားသည်ဆယ်ရေးသည်ကိုစာရာတိမြင်လင်ဤဂျမဤသားသည်အကျွန်ုပ်ဤသားဣဇက်နှင့်အတူအမွေမခံရဟုအာဗြဟံအားဆိုလေ၏ဟုတ်ပြီမကြည့်ဣဇက်ကအရွယ်ရောက်လာတော့နော်ပွဲလဲခံပြီးအကြီးအကျယ်သူတို့ပွဲလုပ်တာဗောအာဗြဟံလည်းပြောတော့အဲ့ပွဲမှာထတောင်းကျမ်းတာဘာတူလဲဣရှမေလအကြီးကျယ်ရိုးပုံဆဲတယ်တဲ့ဟိုမှာကျေးဇူးတော်ချီးမွမ်းဟာလေလုယာအော်တာတော့ထဆဲဟိုမှာဘုရားကိုကိုးကွယ်မှာတော့မချေနဲ့ဘူးထဆဲအကြီးကျယ်ပြဿနာရှာကြည့်နော်ဒါဆိုရင်ဣရှမေလရဲ့ဒီလိုကြမ်းတမ်းတဲ့နှလုံးသားဒီလိုရိုင်းတဲ့အရာဒီလိုမထီမဲ့မင်ပြဿနာရှာတဲ့အရာအားလုံးရဲ့အရင်းမြစ်ကဘာလို့ရှာလာလဲဟာဂရရှာလာကြောက်ကျွန်တော်တို့ရမကြေနဲ့တဲ့ခါကျွန်တော်တို့ရဲ့မကြိုက်တဲ့ခါကျွန်တော်တို့ရဲ့ခံစားချက်တွေဟာကျွန်တော်တို့ရဲ့မားရွံ့တဲ့အတွေးခေါ်တွေကသားသမီးတွေကိုဘာမှ discipleship လုပ်เสียမလို့အလိုလိုလွှဲပြီးသားအလိုလိုလွှဲပြီးသားကြောက်မိဘတွေကနှလုံးသားကောင်းစားဖို့လိုတယ်အဲ့နှလုံးသားကောင်းစားရင်သားသမီးတွေကလည်းနှလုံးသားကောင်းစားတဲ့သူတွေဖြစ်လာတယ်ဟာလေလုယာအဲ့တော့မိဘရှိကဘာလုပ်ခံရလဲအမွေခံရတာဒါကြောင့်ဘာလုပ်ရလဲဆိုတော့ဣရှမေလကိုမောင်းထုတ်ရဘာလို့ လဲမောင်းထုတ်ဣရှမေလဣဇက်နဲ့အတူတူအမွေမခံရဘူးလေအဲကြောင့်ဣရှမေလကိုအာဗြဟံကသူ့သားဖြစ်ပေမဲ့အရန်ခတ်ပေမဲ့ဘာလို့ လဲဆိုတော့မောင်းဘာလို့လဲဆိုတော့ Sarah very wise ပညာရှိဒီလိုရိုင်းနေဒီလိုမထီမဲ့မြင်ပြုတ်တယ်ဒီလိုဆဲတက်တယ်ဒီလိုကြမ်းတမ်းတဲ့ခလေးသားဣဇက်နဲ့အတူတူကြီးဂတိတော်သားလဲကြမ်းလာလိမ့်မယ်အဲ့ဒီစိတ်နှလုံးကိုအထီးခိုက်မခံနိုင်အောင်ဒီသူစိတ်သူ့သားရဲ့ဣဇက်ရဲ့အထဲထဲမှာဘာပဲရှိစေချင်တာလဲကောင်းကြီးပေးတဲ့နှလုံးသားပဲရှိစေချင်တာလူတွေကိုအကောင်းမြင်တဲ့စိတ်ဓာတ်ပဲရှိစေချင်တာလူတွေကိုကောင်းကြီးပေးတဲ့နှလုံးသားပဲရှိစေချင်တာအလကားမောင်းထုတ်ခိုင်းတဲ့ကြောင့်ဘုရားသခင်ကလည်းအာဗြဟံကိုအာမင်ထူးတယ်အာဗြဟံပြောတယ်ကိုတော်တဲ့ကျွန်တော်မိမကျွန်တော်မောင်းထုတ်ခိုင်းတယ်ဆိုဘုရားသခင်ပြောတယ်အဲ့ဒါမှန်တယ်မောင်းထုတ်လိုက်တယ်ဘုရားသခင်အာမင်ထူးတယ်မောင်းထုတ်လိုက်တယ်အဲ့တော့ဣရှမေလကိုဘာလို့လဲကလေးကိုမောင်းထုတ်လိုက်ရတယ်ကြောင့်ဣဇက်နဲ့အတူတူမကြီးကျွမ်းမရဲ့ရတဲ့သားဣဇက်နဲ့အတူတူကြီးပြင်းလို့မရကြောက်ဒီနေ့ပထမနှလုံးသားကကျွန်တော်တို့စီကိုဘယ်လိုရောက်လာလဲမိဘတွေစီကနေရောက်လာအဲ့တော့တချို့အရာကျွန်တော်သတိမထားဘူးကျွန်တော်ကိုယ်တိုင်လည်းသတိမထားမိပဲနဲ့တခါတလေမှကောင်းကိုဒီဟာငါအဖေခံယူတဲ့ခံယူချက်ကြီးပါဒါကငါဘိုးဘေးတွေခံယူတဲ့ခံယူချက်ကြီးပါတချို့တော့ကျွန်တော်လုံးသားထဲမှာ mindset ထဲမှာစင်ရရမယ်ဆိုတဲ့ဟာကြီးကဘယ်ကလာလဲဆိုတော့မြန်မာပြည်ကဘိုးဘေးတွေစီကပါလာဘယ်ပါလာလဲဘယ်သူလက်ဆောင်ပေးလိုက်လဲဆိုဦးနေဝင်လက်ဆောင်ပေးလိုက်တယ်ဖာစာပလာအတွေးခေါ်ပါလာတယ်အဲ့ဒီအတွေးခေါ် mindset ကြီးနဲ့မြန်မာပြည်ကဒါဦးနေဝင်ကိုလည်းမကြိုက်ဘူးတိုင်းပြည်ကိုလည်းမကြိုက်ဘူးနိုင်ငံကိုလည်းမကြိုက်ဘူးအဲ့တော့ဒီကိုထွက်လာဒီရောက်လာပြီမဲ့ကျွန်တော်တို့ရဲ့ mindset ထဲမှာအဲ့ဒါကြီးကပါလာကလေးတွေကိုသင်ရင်အဲ့ဒီအတိုင်းသင်တယ်ကလေးတွေကိုစကားပြောရင်အဲ့ဒီအတိုင်းပြောတယ်ဒါကြောင့်ဒီမှာဘာဖြစ်လာလဲအခုတဖြည်းဖြည်းနဲ့အမေရိကန်နိုင်ငံကြီးကတဖြည်းဖြည်းကွန်မြူနစ်နိုင်ငံကြီးဘာလို့ဖြစ်လာတော့အဲ့ကွန်မြူနစ်နိုင်ငံပြောင်းလာတဲ့လူတွေများလာလို့အဲ့ကွန်မြူနစ်နိုင်ငံပြောင်းလာတဲ့လူတွေကရောက်လာပြီးတော့သူတို့သားသမီးတွေ generation by generation အဲ့ကွန်မြူနစ်စနစ်ကြီးကိုတကယ်တော့အမေရိကန်နိုင်ငံဒီမိုကရေစီစနစ်ဒါပေမဲ့ပြောင်းလာတဲ့လူတွေကကွန်မြူနစ်စနစ်ကြီးကိုတည်လာပြီး generation by generation ဆက်တင်တော့အခုအမေရိကန်နိုင်ငံကြီးကတဖြည်းဖြည်းနဲ့ကွန်မြူနစ်စနစ်ကြီးဖြစ်လာဖျားမဲ့ဝါဒနိုင်ငံကြီးဖြစ်လာဘာလို့တည်လာတဲ့လူတွေကလူပဲမလာဘူး mindset ကြီးပါတည်လာနောက်ဆက်ထွင်လို့ရရင်အားလုံးအုံနောက်ကို scan ဖတ်မာယူနဲ့ဟာရရှိရင် delete တစ်ခါလေးလုပ်ရရင်တော့ကောင်းမယ်နာမည်မပေါ်လာသေးဘူးကြောက်ဒီနေ့မှရှိရညီကောင်မတွေကျွန်တော်တို့ရှိကိုလာတဲ့စိတ်နှလုံးက
မိဘတွေစီကအမွေခံတော့ကျွန်တော်တို့ကအဲ့ဒါကိုဘာလို့ရမလဲကျွန်တော်ပြောင်းရမယ်ပြောပါအောင်ပြောင်းရမယ်အဲ့တော့အမွေတော့ဆက်ခံရမယ်ဘာလို့ဆက်ခံမိဘတွေစီကလာတဲ့အမွေဆက်ခံတာမဟုတ်ဘဲနဲ့ခရစ်တော်စီကလာတဲ့အမွေဆက်ခံတာဖြစ်ရမယ်ဟာလေလုယာဖတ်ရအောင်ဖိလိပ္ပိခန်းကြီး1အငယ်9ကနေ6ကိုဖတ်ရအောင်ဖိလိပ္ပိခန်းကြီး1အငယ်9ကနေ6ကိုဖတ်ရအောင်ယေရှုခရစ်၌ရှိသောထိုစိတ်တဘောကိုတင်တို့၌လည်းရှိစေကြဘာစိတ်ရှိရမလဲယေရှုခရစ်၌ယေရှုခရစ်တော်ထဲမှာရှိတဲ့စိတ်တဘောကိုလေကျွန်တော်တို့မှလည်းဘာလို့ရမလဲရှိရမယ်အဲ့ဒါကအမွေခံရမယ်တဲ့ယေရှုရှိတဲ့စိတ်ကယေရှုကတော့ဖျားဆိုတော့ဟုတ်တာဗော तू ကတော့no ကျမ်းစာအလိုမပြောအဲ့ဒီစိတ်လုံးဒီဘက်ကမကောင်းတဲ့ဟာတွေလည်းမိဘဘိုးဝေးတွေစီကအမွေခံတယ်လို့ခရစ်တော်စီကလည်းကျွန်တော်တို့ကအမွေခံတဲ့သူဖြစ်တယ်ဟာလေလုယာခရစ်တော်စီကအောင်မြင်ခြင်းအမွေခံရလားကျမ်းမာခြင်းအမွေခံရလားကောင်းစားခြင်းအမွေခံရလားမျိုးဆက်ကျိန်စာလွတ်မြောက်ခြင်းအမွေခံရလားအဲ့လိုပဲခရစ်တော်ရဲ့စိတ်ကိုလည်းတင်တဲ့ကျွန်တော်ဟာအမွေခံရတဲ့သူဖြစ်တယ်ပြောပါငါသည်ခရစ်တော်ရဲ့စိတ်တဘောကိုအမွေခံရတဲ့သူဖြစ်တယ်အဲ့တော့စပ်ဖတ်ရအောင်ခရစ်တော်ရဲ့စိတ်တဘောကပါလေထိုသခင်သည်ဘုရားသခင်၏တရံတော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ဘုရားသခင်နှင့်ပြိုင်သောအမှုကိုလူယူခြင်းအမှုယူ၍မထင်မှလည်းပင်အဲ့တော့ဒီမှာဘာပြောလဲဆိုတော့တဲ့ तू ဟာတကယ်တော့နော် तू ကိုယ်တိုင်ကဘုရားဖြစ်ပေမဲ့တဲ့ तू ကိုယ်တိုင်ဘာလဲဘုရားဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ဖြစ်ပေမဲ့တဲ့အကုန်လုံးထားခဲ့ပြီးတော့တကယ်လောကမှာအစေခံကြုံနေနဲ့ရောက်လာပြီးတော့နော်တကယ်နှိမ့်နှိမ့်ချာချာနဲ့ရောက်လာပြီးတော့တကယ်ကိုဖယားအလိုတော်တိုင်းလူစားတီလာခံတယ်တကယ်သူကိုယ်တိုင်ကဖယားသူကိုယ်တိုင်ကခမည်းတော်မှာ100ရာခိုင်နှုန်းတကူရှိရင်သူ့မှာလည်း100ရာခိုင်နှုန်းတကူရှိခမည်းတော်ဟာ100ရာခိုင်နှုန်းလုံနိုင်သူလည်း100ရာခိုင်နှုန်းလုံနိုင်ဒါပေမဲ့အဲ့ဒါကိုသူကဘာလုပ်လဲဆိုအကုန်လုံးကိုထားခဲ့ပြီးတော့ခမည်းတော်ရဲ့အလိုတော်တိုင်းမြေကြီးပေါ်ရောက်လာနော်အဲ့တော့အငယ်3နဲ့4ကိုဖတ်ရအောင်အငယ်3နဲ့4ရန်တွေ့လိုသောစိတ်အချင်းဤကြော်သောဂိတ်တီကိုတတ်မဲ့သောစိတ်ရှိ၍အဘယ်အမှုကိုမပြုကြနဲ့သူတစ်ပါးသည်ကိုယ်ထက်တာ၍ကောင်းမြတ်သည်ဟုနှိမ်ချသောစိတ်ရှိ၍တယောက်ကိုတယောက်ထင်မှကြလောစပါမယ်ကိုအမှုရာကိုသာမရှုမမှပဲသူ့အမှုရာကိုအချင်းချင်းရှုမှကြလောအဲ့တော့ဒီမှာခရစ်တော်ထဲမှာရှိတဲ့စိတ်တဘောနှစ်ခုအဓိကပြပြဒီစိတ်တဘောနှစ်ခုရှိရင်ရန်တွေးတာတို့အလကားနေနာမည်ကြီးကျင်တာတို့เนาะတခါတည်းထင်ပေါ်ခြင်းတဲ့စိတ်တွေရှိမှာမဟုတ်တော့ဒီနှစ်ခုကခရစ်တော်အထဲမှာရှိတဲ့စိတ်တဘောနံပါတ်1ကဘာလဲဆိုတော့ယေရှုပြီးကျွန်တော်လိုက်ဆိုပါသူတစ်ပါးသည်ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟုနှိမ်ချသောစိတ်ရှိ၍အဲ့တော့နံပါတ်1နှလုံးသားခရစ်တော်ထဲမှာရှိရဲ့နှလုံးသားကဘာလဲဆိုတော့တခြားလူဟာကိုယ့်ထက်ပိုကောင်းတယ်လို့မြင်နိုင်တာပြန်ပြောမယ်နော်နှိမ်ချတယ်ဆိုတာဘာလဲဆိုတော့လေအောက်ခြေတိမ်လိုက်လုပ်ပြီးတော့အဲ့လိုနော်တပြက်စီးလဲတာအနှိမ်ချတာမဟုတ်ဘူးသူများဖက်နဲ့လိုက်စီးပြီးတာနှိမ်ချတာမဟုတ်ဘူးခြေထောက်စီးပြီးအနှိမ်ချတာနှိမ်ချတယ်ဆိုတဲ့ very simple ခရစ်တော်ရဲ့ meaning ကဘာလဲဆိုတော့တခြားလူကိုကိုယ့်ထက်ပိုကောင်းတယ်လို့မြင်နိုင်တာအာမင်ရောဆောင်ဘုရားကောင်းကြီးပါလူတွေကိုကြည့်ရင်ငါတက်ကောင်းတဲ့လူတွေရဲ့ကောင်းတဲ့အချက်ကိုမြင်နိုင်တာသူတစ်ပါးသည်ကိုယ့်ထက်သာ၍ကောင်းမြတ်သည်ကိုနှိမ်ချသောစိတ်ရှိ၍တယောက်ကိုတယောက်ထင်မှတ်ကြတယ်ဒါကြောင့်ခရစ်တော်ရဲ့စိတ်တော်ရှိရင်လူတွေကိုမကောင်းမြင်တယ်ဆိုတာမရှိတော့မထီမဲ့မြင်ပြုတယ်ဆိုတာမရှိတော့မလေးမစားလုပ်တယ်ဆိုတာမရှိတော့လူတွေကိုကြည့်တဲ့အခါမှာအတင်းပြောခြင်းစိတ်မရှိတော့လူတွေကိုပြောတဲ့အခါမှာတိုက်ခိုက်ခြင်းတဲ့စိတ်မရှိတော့ဒီနေ့သူများကိုတိုက်ခိုက်ဟိုလူတိုက်ခိုက်ဒီလူတိုက်ခိုက်တဲ့လူတွေဟာတခါတလေလူတွေကဒီလိုပြောတယ်ငါတို့ကအပြစ်ထောက်ပြတာပါငါတို့ကမားတာကိုမားတာတကယ်တော့မားတာကိုမားတာထောက်ပြတာလူတွေရဲ့အပြစ်ကိုလိုက်ရှာတယ်ဆိုရဲခရစ်တော်ရဲ့သဘောမရှိတာအာမင်အဲ့ဒါ Pharisee spirit လေကောင်းတာအားလုံးထဲမှာမကောင်းတာကြီးပဲမြင်ပြီးကောင်းတာမမြင်နိုင်ဘူးဒါပေမဲ့ခရစ်တော်ကျတော့အဲ့လိုလူတက်ကိုကြည့်ရင်မကောင်းတာ100ရှိ69ရှိတယ်ကောင်းတာတစ်ခုရှိတယ်ဆို69မကြည့်ဘူးအဲ့ကောင်းတာတစ်ခုကိုမြင်တယ်ဖာရိရှဲစိတ်တက်ကဘာလဲ
မကောင်းတာ69ရှိတယ်ကောင်းတာတစ်ခုရှိတယ်ဆိုအဲ့မကောင်းတာ69ပဲမြင်တကယ်လို့ကောင်းတာ69ရှိပြီးမကောင်းတာတစ်ခုရှိရင်တော့မှအဲ့69မမြင်အဲ့တစ်ခုပဲမြင်တယ်အဲ့ဒါ Pharisee စိတ်တယ်ဒီနေ့ခရစ်တော်ရဲ့စိတ်တဘောကလူတွေကိုအကောင်းမြင်တတ်ခြင်းကျွန်တော်ဒီနေ့ practice ကျွန်တော်စိတ်ကို practice လုပ်အောင်ကျွန်တော်ဆရာကြီးကနက်ခုတ်လမ်နော်ကနက်ခုတ်လမ်ချီမှာတော့သူ့တမီးနဲ့သူ့မီးက conference မှာစကားပြောတယ်သူတို့တသက်လုံးနဲ့သူတို့အဖေနဲ့သူတို့အဖိုးကြောင့်သူတို့ပြန်ပြောပြတသက်လုံးဆရာကြီးနဲ့နေတဲ့အခါမှာတဲ့ဘယ်တော့မှဘသူကိုမှတဲ့ negative မပြောဘူးတဲ့ဘယ်တော့မှ negative မပြောဘူးတကယ်လို့တယောက်ယောက်က negative ပြောရင်တော့သူရောက်လာပြီးတော့ no အဲ့လိုမပြောရဘူးကောင်းတဲ့ဒီလိုကြည့်ရမယ်လို့အမြဲသင်ပေးတယ်မှမြန်မာပြည်မှာဆိုရင်နော်တကယ် man of positive ဆိုတာနော်ဆရာကြီးဦးတင်မောင်ထုံးတကယ် man of positive အမြဲတမ်းဗဇက်ကလည်းကောင်းတာပေါ့အရန်ကောင်းတာပေါ့တစ်ချိန်လုံးအဲ့လိုပြောတာဘသူနဲ့တွေ့တွေ့သူကအမြဲတမ်းကောင်းတဲ့အကြောင်းပဲပြောတယ်တစ်ခေါက်ဆိုရင်ဒါတကယ်အဖြစ်ပြက်နော်သူကကောင်းတာဘယ်လောက်ပြောလဲဆိုတရက်လူတယောက်ကလာပြောတယ်တဲ့ဆရာတဲ့ကျွန်တော်အဖေဆုံးသွားပြီတဲ့သူကအမြဲတမ်းကောင်းတာပေါ့တိတ်ကောင်းတာပေါ့သူပြောနေကြသူကအဲ့ဒါအကျင့်ပါနေတာနော်အဲ့နဲ့လာပြောတယ်ဆရာကြီးကျွန်တော်အဖေဆုံးတာကောင်းတာပေါ့တိတ်ကောင်းတာပေါ့နောက်မှတော့တတိယတော့အော်မကောင်းတဲ့သူအမြဲတမ်းလူတွေလာပြောတယ်ဆရာကြီးကျွန်တော်ကျမ်းပါတယ်ဆိုဟာကောင်းတာပေါ့အမြဲတမ်းသူအကျင့်ပါနှုတ်ကအကျင့်ပါသူ့ရဲ့ mindset ထဲမှာဘာပဲထည့်တာလဲကောင်းတာပဲထည့်တာလေကြောက်လူတွေကိုမကောင်းဘူးလို့ပြောတာပြင် mindset ထဲမှာမကောင်းတာရှိနေလို့တခါပုံပြင်လေးကျွန်တော်ငယ်ငယ်တုန်းကဖတ်ရတဲ့ Sunday School ပုံပြင်လေးသမင်းတကောင်နေတဲ့နော်မြေခွေးတကောင်စကားပြောတယ်အဲ့သူတို့နှစ်ယောက်ကပြိုင်ကြတယ်နော်ငါတို့ရှိကချောင်းကရေကချိုးတယ်ဟိုကချောင်းကရေကချိုးတယ်ငါသူရှိငါရှိတယ်ပြောတော့အဲ့နဲ့မြေခွေးကသမင်းရှိမှာတော့တောက်ကြည့်တော့ရေအထူးထူးပဲဘာမှမတူဒီရေကဒီချောင်းရေပဲနော်အဲ့နဲ့သမင်းကဘုမတော့တောက်ကြည့်တော့ဟာအေးဟုတ်တယ်ငါချောင်းမဲချိုးတယ်ထင်တာမင်းချောင်းကလည်းချိုးတာပဲဆိုပြီးတော့ပြောတယ်တော့အဲ့မြေခွေးကစဉ်းစားတယ်ဒီသမင်းကဘာရေတော့ချိုးတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဇီးဖြူသီးစားတယ်လေဇီးဖြူသီးစားဘူးလားယူအမရှိတဲ့ဗီတာမင်စီပါတဲ့ဇီးပြူသီးအဲ့ဇီးပြူသီးစားရင်ဘာရေတောက်တော့ဒါရေကချိုတာလားသူ့ပါဇက်ကချိုတာလားပါဇက်ကချိုတာဒါခါကြလေတချို့သောလူတွေကကောင်းတာမဟုတ်ကောင်းတယ်လို့ပြောတာတင့်နှလုံးသားကောင်းလို့တင်ကောင်းတယ်လို့မြင်တာခရစ်တော်ရဲ့စိတ်နှလုံးရှိမှတ်တာတင်းရှင်းမှာစိုးတာလုံးရင်တော့မှကောင်းတဲ့အကွက်ကိုပဲမြင်ပြီးတင်ခွန်အားရအောင်မှာဖြစ်တယ်ဟာလေလုယာကျွန်တော်ဒီနေ့ခရစ်တော်ရဲ့စိတ်နှလုံးဆိုတာပါလေလူတွေကိုကြည့်ရင်မကောင်းကွက်ကနေစမကြည့်ကျွန်တော်တို့အများနဲ့ကြည့်ပြမကောင်းကွက်ကစားကြည့်ဘယ်နှမကောင်းတာဆိုင်ခရစ်တော်ကျတော့နှိမ့်ချရဲ့နှလုံးသားရှိတယ်ဘယ်လိုကြည့်တယ်ကောင်းတဲ့ရာငါတက်ပိုကောင်းတယ်ငါတက်ပိုတော်တယ်ငါတက်ပိုလုံနိုင်တယ်ဆိုရယ်ကောင်းတဲ့ဘက်ကစားကြည့်နောက်တော့ကအငယ်လေးဒုတိယနှလုံးသားခရစ်တော်ရဲ့နှလုံးသားမှာနံပါတ်1ကပါလေကိုအမှုရာကိုသာမရှုမှတ်ပဲသူ့အမှုရာကိုအချင်းချင်းအဲ့တော့ခရစ်တော်ထဲမှာရှိတဲ့စိတ်နှလုံးခရစ်တော်ရဲ့စိတ်ကနှစ်ခုကပါလို့နံပါတ်1ကကိုယ့်ထက်ကောင်းတယ်လို့မြင်နိုင်တာအကောင်းမြင်စိတ်တဲ့အကောင်းမြင်စိတ်တော့ကောင်းတယ်လို့ပဲမဟုတ်ကိုယ့်ထက်ကောင်းတယ်လို့မြင်တာနောက်တစ်ခါကျတော့ကိုယ်ကိစ္စကိုပဲရှေ့တန်းမတင်မဲနဲ့သူတို့ဘာကိစ္စကိုဦးစားပေးတတ်တာအဲ့ဒါခရစ်တော်ရဲ့စိတ်သဘောကျဘုရားသခင်နိုင်ငံတော်မှာဘုရားအသင်းတော်မှာယုံကြည်သူညီကိုမောင်တို့ကဒီခရစ်တော်ရဲ့စိတ်သာရှိအဲ့ဒီအသင်းတော်ပြဿနာမရှိဘူးဘာစိတ်တွေရှိလို့ပြဿနာတက်တာဟာဂရစိတ်တွေရှိလို့ပြဿနာတက်တာဟုတ်တယ်မလားဟာနည်းနည်းလေးကောင်းကြီးရရင်အတန်မတူတော့နည်းနည်းလေးအောင်မြင်အတန်မတူတော့ဘုရားချင်းမြောင်းရင်အတန်အဲ့လိုဟာဂရတွေများရင်မှတ်ထားညီကိုမောင်တို့တွေမွေးလာရင်လည်းဣရှမေလပဲမွေးလာမယ်ဣဆက်မွေးလာဣရှမေလမွေးလာရင်မှတ်တာဘရောမှဂတိတော်ကောင်းကြီးခံတဲ့အာဗြဟံနဲ့အတူမနေရအမြဲတမ်းအဝေးမှာနေရအာဗြဟံနဲ့အတူမနေခြင်းဘူးဆိုရင်တော့သဘောပဲအာဗြဟံနဲ့အတူနေခြင်းနဲ့ဆိုဘာလို့ရမလဲအကောင်းမြင်စိတ်ကိုလေ့ကျင့်ရမယ်အဲ့ဒါခရစ်တော်ရဲ့စိတ်ကြောက်ကိုအမှုရာကိုမကြည့်ဘူးတဲ့ကိုကိစ္စကိုပဲရှေ့တန်းမတင်ဘူးတဲ့ကိုအပြစ်ပနာကိုပဲအရှေ့တန်းမတင်ဘူးငါဟလာကိစ္စပဲပို့ရေးကြည့်တယ်ငါပဲဆိုတဲ့အဲ့စိတ်မရှိဘူးတဲ့အမြဲတမ်းသူများကိုကြည့်ပြီးတော့အမြဲတမ်းဦးစားပေးတဲ့နှလုံးသားအဲ့ဒါပါလေခရစ်တော်ရဲ့စိတ်ခရစ်တော်ရဲ့စိတ်နှလုံးတစ်ခုပြန်ပြောရအောင်နံပါတ်1ကပါလေအကောင်းမြင်စိတ်တဲ့ပြောပါအောင်ဘာစိတ်တဲ့လဲအကောင်းမြင်စိတ်နံပါတ်2ကပါလေ
ဦးစားပေးတတ်တဲ့စိတ်ဘာစိတ်လဲဦးစားပေးတတ်တဲ့စိတ်အဲ့ဒါခုပြန်ပြောနံပါတ်1ပါလဲကောင်းမြင်စိတ်နံပါတ်2ကပါလဲဦးစားဟဲ့ကျွန်တော်တို့အမွေခံမှာဘူးဘေးတွေစီရလာတဲ့အမွေခံမှာမဟုတ်ကျွန်တော်တို့အမွေခံမှာခရစ်တော်စီရအမွေခံဘူးဘေးတွေစီရလာတဲ့ယုံညံ့တဲ့နှလုံးသားကိုကျွန်တော်တို့ထဲမှာထည့်ရမှာမဟုတ်ကျွန်တော်ထဲမှာထည့်ရမှာခရစ်တော်စီရလာတဲ့နှလုံးသားရပါစေလက်ကိုတီးပါအဲ့ဒီဖခင်ဟာလေလုယာဟာလေလုယာဒီကြောင်းလေးပြောပြီးကျွန်တော်ဆုံးသတ်နော်နောက်ပတ်ဒီမှာလည်းဒီစိတ်နှလုံးနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆက်လေ့လာရှင်ယာကုပ်ခန်းကြီး4အငယ်6ရှင်ယာကုပ်ခန်းကြီး4အငယ်6ထိုဝိညာဉ်တော်သည်သာ၍များသောဂျေဇုကိုပြုတော်မူ၏ထိုတို့နှင့်ညီကျမ်းစာလာသည်ကထောင်လွှားစော်ကားသောသူတို့ကိုဖျားသခင်စီးသားတော်မူ၏စိတ်နှင့်ချသောသူတို့အားဂျေဇုပြုတော်မူ၏ဟုလာသည်ဟုတ်ပြီဆရာဆဲရနဲ့ဆရာမူဇခရလာပါကဲဒီရှိမှခဏတော့မတည့်ဟုတ်ပြီကဲဆရာဆဲရကဖျားသခင်ကိုသဘောထားကြအောင်ဘာလို့လဲဖျားသခင်ဘာလို့လဲဒါကတော့ကျွန်တော်တို့လူသားအားလုံးကိုစားပြုတယ်ပေါ့ကျွန်တော်တို့လူသားအားလုံးကိုစားပြုတဲ့ချစ်စရာလေးပေါ့ကဲကြည့်ဝိညာဉ်တော်အားတဲ့နော် given more grace တဲ့ရိုး grace တော့မဟုတ်ဘယ်လိုလဲ more grace ပြောပါ more grace ကြည့်ပြော more grace လား no grace လားပြအောင်ပြောကျွန်တော်တော့ပြီးလာပြီအားလုံးမပြီးသေးဘူးဟုတ်ပြီ more grace လား no grace လား more grace ဘယ်သူကပေးတာလဲဝိညာဉ်တော်ကပေးတာဘယ်သူကပေးတာလဲဝိညာဉ်တော်ကအဲ့တော့လူတစ်ယောက်ကဖျားသခင်စီလာတဲ့အခါမှာဖျားနဲ့လူကိုချိတ်ဆက်ပေးတာတန်ရှင်တော်ဝိညာဉ်တော်သူလဲတန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့လူကိုချိတ်ဆက်ပေးတာဘယ်သူလဲတန်ရှင်တော်ဝိညာဉ်တော်ဖျားရှိရကောင်းကြီးရအောင်ဖျားရဲ့အလေးလာကိုသင်ပေးတာဘယ်သူလဲတန်ရှင်တော်ဝိညာဉ်တော် very good အဲ့တော့ဝိညာဉ်တော်ကျေးဇူးမပြုတ်ရင်ဝိညာဉ်တော်မသင်ပေးရင်ဝိညာဉ်တော်ကမစွဲခေါ်ရင်ဝိညာဉ်တော်က training မလုပ်ရင်ဝိညာဉ်တော်ကလမ်းမပြရင်ကျွန်တော်တို့က more grace မဟုတ် no grace ဖြစ်သွားမှာဒီကျွန်တော်ကျန်နားလဲအောင်လုပ်တော့ဒါဆိုရင်ညီကောင်မလေး very simple ဒီလူတစ်ယောက်ကဖျားသခင်ရှိရကောင်းကြီးခံစားဖို့ဖျားနဲ့အနီးကပ်လောက်ဖို့ဝိညာဉ်တော်ကမဆာကျေးဇူးပြုဒါပေမဲ့တဲ့ကျမ်းစာလာဒီကကျွန်တော်ဖတ်လို့ချပေးနော်ထောင်လွှားစော်ကားတော်သူကိုဖျားသခင်ဟောဒါပေမဲ့သူ့မှာဘာရှိနေလဲမာနစိတ်ရှိနေကြည့်တော့ခရစ်တော်ရဲ့စိတ်မရှိဘူးသူ့ကိုသူပိုမာနစိတ်ဆိုတာဘာလဲကိုယ့်ကိုပိုကောင်းတယ်လို့ထင်တာမာနစိတ်ဆိုတာဘာလဲဘယ်သူမှမကောင်းမြင်တာမလို့ကိုယ့်ကိုငါပိုကောင်းတယ်မြင်နေခင်ဗျမာနရှိတယ်ငါလုပ်တတ်ပါတယ်ကွာငါသွားလုပ်တတ်တယ်အဲ့မာနရှိတယ်ကျွန်တော်သူ့ထဲမှာရှိတဲ့မာနစိတ်ရှိတဲ့အခါမှာခရစ်တော်ရဲ့စိတ်သဘောမရှိတဲ့အခါဝိညာဉ်တော်ကဘာလို့မရအောင်လဲဆိုတော့သူ့ကိုကူညီလို့မရအောင်ကျွန်တော်တချင်တော့ဘာလို့မရအောင်လဲ more grace တွေကိုခေါ်သွားဖို့အတွက်ဝိညာဉ်တော်ကသူ့ကူညီလို့မရဘာရှိလို့လဲဆိုသူ့ထဲမှာဘာရှိလဲထောင်လွှားတဲ့စိတ်ရှိလို့သူ့ရဲ့စိတ် mind ကြောင့် mindset ကြောင့်ဘုရားသခင်ကသူ့ဘာလို့လဲအဲ့တော့ဘုရားသခင်ကဘာပြောလဲထောင်လွှားသောသူတို့ကိုဘုရားသခင်ဒီစီတာတော်မူ၏ဘာလို့ဘာလို့စီတာလဲ more grace တွေကိုသွားဖို့အတွက်ဝိညာဉ်တော်ကစီတာနတ်ဆိုးစီတာလားဘုရားစီတာလားဘုရားစီတာကြည့်ပြောအမှအရေးကြီးပါဒါဆိုရင်ကောင်းတဲ့အထဲကိုမရောက်အောင်နတ်ဆိုးလုပ်နေတာလားဖျားလုပ်နေတာဒီမှာနတ်ဆိုးတစ်ခုမှမပါဘူးနော်နတ်ဆိုးတော့ဆိုင်မားပြီခင်ဗျာကျမ်းစာတရားပြောတယ်ဖျားသခင်စီးတာတယ်ဒါဆိုရင်လူတစ်ယောက်ကတကယ်ဖျားနဲ့နီးကပ်ပြီးတော့ more grace တဲ့ရောက်သွားဖို့အတွက်ဝိညာဉ်တော်ကသူ့ခေါ်သွားတော့မယ်ပြဿနာပါဖျားသခင်ကကြည့်တဲ့အရင်ချင်းမကြည့်သူဘာလုပ်ခဲ့လဲအတိတ်ကဘာလုပ်ခဲ့လဲဘာအရာဘာပညာတတ်လည်းမကြည့်သူ့ရဲ့နှလုံးသားကိုကြည့်အထဲထဲမှာခရစ်တော်ရဲ့စိတ်သဘောမရှိဘူးသူ့ထဲမှာ attitude ကမာနကြီးတယ်။ဘာကြီးလဲ။ तू က more grace တဲ့မရောက်ခင်တည်းကမာနကြီးတယ်။တကယ်ကျေးဇူးတော်ခံစားရင်ပိုကြီးသွားတော့မှာ။ဘာဖြစ်တော့မှာတော့သူ့ကိုမီးလောင်ရာလီပင်ဖြစ်တော့မှာ။ तू မာနကြီးတော့ပိုအားပေးတယ်လို့ဖြစ်တော့မှာ။ तू ပို့ပြီးတော့စာရမာနရဲ့နှလုံးသားဒီနော်ကိုအောက်ခြေလုပ်တဲ့သဘောထားကိုခရကအားပေးအားတော့ဘယ်တော့မှမလုပ်အဲ့
အဲ့တော့ဘုရားသခင်ကိုယ်တိုင်ဘာလို့လဲဒီတယောက်ကသွားခြင်းတယ်သူကောင်းအဲ့ more grace တွေကိုသွားခြင်းလားကြည်ပြောဘာမှပြောသွားခြင်းလားအဲ့တော့သွားဖို့သူဘာလို့လဲစူးစမ်းငါတော့ပဲအဲ့မှာငါ more grace ရှိတယ်ဘုရားသခင်နာမငါပိုအောင်မြင်မဲ့ပိုချမ်းသာမဲ့ပိုကောင်းစားမဲ့ more grace ရှိတယ်ရှိလားဒါပေမဲ့ဘယ်ကျွန်တော်ဆုံးဖြတ်တယ်မင်းစိတ်ကထောင်လွှားနေတယ်ဘာလို့လဲထောင်လွှားနေတယ်အဲ့တော့မင်းဟုတ်တယ်တကယ်လို့ငါမင်းကို more grace လုပ်လိုက်ရင်မင်းဘာဖြစ်သွားမလဲပိုထောင်သွားမှာအဲ့တော့မင်းကဘာမလုပ်နိုင်ဘူးလဲဆိုတော့အဲ့ more grace တွေကိုမရောက်ဖို့အတွက်ငါစီတာကဲအရှိတိုးဖို့လို့ तू ကအရှိတိုးဖို့ကြိုးစားလေကျူအားနဲ့လိုက်ပါဦးအားမရှိဘူးဖြစ်တယ်ကဲဘာလို့လဲဝိညာဉ်တော်ကသူ့ကိုစီတကယ်ဝိညာဉ်တော်ဘယ်သူလွန်ဆန်နိုင်မလဲတန်ရှင်တော်ဝိညာဉ်တော်လောက်အားရှိမလားမရှိဘူးလေအဲ့တော့လူတော်များယုံကန်နေရတယ်ဆိုတာလေဖတ်တာညီကောင်မောင်တို့တခြားကြောင့်မဟုတ်အဲ့ more grace တွေဘာလို့မရောက်တယ်လဲဆိုတော့အဲ့ဒီကျူကြောင့်ဒါပေမဲ့တဲ့ giving grace and do the humble သူဘာလို့လိုက်လဲနှင်းချလိုက်ခရစ်တော်ရဲ့စိတ်တဘောဟာငါဘာမှမဟုတ်ပေမဲ့ဖခင်ငါ့ကိုလှုပ်ပေးတယ်လူတွေကိုကြီးတဲ့အခါမှာလည်းခရစ်တော်စိတ်ငါ့ထက်ကောင်းတယ်ဟောတကယ်တော့ဟိုကျွန်တော်ပြောမယ်ညီကောင်မကျွန်တော်တို့ဖခင်ကြီးချင်းမသုံးပေမဲ့မာနဘာလို့မကြီးလဲဆိုတော့ကိုယ်အရေးချင်းမရှိတာကိုသိဒီနေ့ဒီဘဝရောက်တယ်ဆိုတာလေကျွန်တော်အရေးချင်းကြောင့်လုံးဝမဟုတ်အောင်မြင်တာလေးပိုသိတာအဲ့ဒါငါဘာအရေးချင်းမှမရှိလို့သိလားငါဘာမှအသုံးမတမဲ့အသုံးမကျပေမဲ့ဖခင်ကဘာလို့ဘာဖြစ်တယ်ဆိုခရစ်တော်ရဲ့နှလုံးသားကိုနေရာပေးထားတာငါပိုကောင်းမြင်ငါဖျောက်ပိုချီးမြှောက်မယ်ငါပိုအောင်မြင်ငါဖျောက်ငါပို့ပြီးတော့ဘုံပေးမယ်အဲ့တော့အဲ့ more grace ကိုမှတ်တာညီကောင်မောင်တို့ဝိညာဉ်တော်ကနော် resist လုပ်တဲ့နေရာကလည်းမတည်တော့နဲ့ဆိုးလောက်တာမဟုတ်တော့အထင်မလွဲနဲ့နော်တချို့ကတွေယေရှုနာမနဲ့မောင်းမတော်မထုံနဲ့ဘာလို့လဲဆိုအဲ့ဒါယေရှုဖြစ်နေလို့ယေရှုနဲ့တော့မောင်းထုံနေโอเคနော်ဝိညာဉ်တော်မောင်းတော့လို့မရအဲ့တော့ဘာလို့ဝိညာဉ်တော်က resist လုပ်တာဒါပေမဲ့ तू ကနှိမ်ချလိုက်ငါဘာအတော့မကြောက်ငါကြောက်မဖြစ်နိုင်ခရစ်တော်ရဲ့နှလုံးသားလူတွေကိုလည်းအကောင်းမြင်မယ်ကိုကိစ္စကိုပဲရှည်တမ်းမတင်ဘူးဟာဖျားချစ်တဲ့ဖျားရွေးကောက်ထားတဲ့လူတွေပဲအကောင်းမြင်မယ်ငါကူညီမယ်တော့ကူညီမယ်ငါဆွတောင်းပေးတော့ဆွတောင်းငါထိတ်ဆုံးရောက်ဖို့ပဲမဟုတ်ဘူးဒီယုံကြည်တော်များငါထိတ်ဆုံးရောက်ဖို့ပဲဖြစ်နေတာမဟုတ်ဘူးငါဖျားကငါကိုချီးမြှောက်တာဖြစ်တယ်ငါထိတ်ဆုံးရောက်ရင်ငါတယောက်တည်းမရောက်ဘူးငါကိုဖျားအထားလို့အားလုံးရောက်မှာဟာလေလုယာငါ့ကိုဖျားကောင်းချီးပေးတဲ့လူအကုန်လုံးငါခေါ်သွားမှာငါကြွယ်ဝရင်ငါတယောက်တည်းကြွယ်ဝမှာငါဘုရားပြတဲ့အားလုံးကြွယ်ဝမှာဘုရားနိုင်ငံတော်တစ်ခုလုံးကြွယ်ဝမှာကိုကိစ္စအရှိတယ်မတော်ကိုကိစ္စတဲ့ဘုရားသခင်ကိုအပ်ထားတဲ့သူတွေရဲ့ကိစ္စပိုအရေးကြီးတယ်အဲ့ဒါကကြောင့်သူ့နှလုံးသားထဲမှာခရစ်တော်ရဲ့မာနော်ခရစ်တော်ရဲ့ mind လည်းရှိတယ်ရှိဘူးသူတော့အဲ့ဒီ more grace တွေကိုတော့ဝိညာဉ်တော်ကသူ့ဘာလုပ်မလဲဆိုတော့သူမရောက်တော့မှာချို့တော်သူတွေနေ့တိုင်း more grace တွေကိုသွားနေတာဘယ်သူလုပ်ပေးတာလဲဝိညာဉ်တော်ကတင်းနှလုံးသားကိုကြည်ပြီးတွန်းပေးနေတာတချို့တော်သူတွေနေ့တိုင်း no grace တွေကိုသွားနေတာဘယ်သူကတွန်းပေးတာလဲဝိညာဉ်တော်လောက်နေတာပြောဝိညာဉ်တော်လောက်နေတာဒါဆိုရင်အကျဉ်းကြောက်လားနှလုံးသားကြောက်လားလုံနိုင်ခြင်းကြောက်လားနှလုံးသားကြောက်လားဒီနေ့ more grace တွေကိုဘုရားသခင်တို့ကိုခေါ်သွားပါစေ hallelujah ယူရမောတာ၍များသောယေရှုတော်တယ်ယေရှုတပါးလေးတော့မဟုတ်တာ၍များတဲ့ယေရှုကြောက်ယုံကြည်သူတို့ထဲမှာလေဘုရားသခင်ပြုတဲ့ယေရှုတော်လည်းအများကြီးရှိသေးတယ်ဟာတိုးတယ်တင်းတို့အထဲထဲမှာဘုရားသခင်ပြုခြင်းတဲ့ယေရှုတွေအများကြီးရှိတယ်လက်ကုပ်တီးပါလိဘုရားလက်ကုပ်တီးပါလိဘုရား hallelujah hallelujah ဒါဆိုရင်ရိုးလေးပဲ तू ဟာ more grace တွေကိုသွားဖို့အတွက်ဘယ်သူကူညီမှရမှာလဲအဲ့တော့ဝိညာဉ်တော်ပန်ရှင်တော်ဝိညာဉ်တော်ရေနဲ့နိုင်တယ်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ရေချောင်းပြပြနှုတ်ကပတ်တော်လည်းရေနဲ့နိုင်တယ်ရေကလေအမြဲတမ်းမှတ်တာမြင့်ရာနဲ့နှိပ်ရာပဲစီးတယ်ပြန်ပြောမယ်နော်ရေရဲ့သဘောတဘာဝကိုဘုရားသခင်ကဖန်ဆင်းနေရထည့်ထားပြီးတယ်ရေကဘယ်တော့မှနှိပ်ရာနဲ့မြင့်ရာအောင်မစီးဘူးမြင့်ရာနဲ့နှိပ်ရာစီးတယ်ဥပမာသင်ကမာနကြီးတယ်ဖျားထက်အပေါ်ရောက်သွားတာဘောတက်ဝိညာဉ်တော်ကရေဆိုရင်ဘာလို့လို့မရဘူး
စီးလို့မရစီးလာရင်တော့မှဒီတိုင်းအောင်ပြန်လန်သွားတာသူကမြင်အရမ်းမြင်နေတာတချို့က too high ဖြစ်တယ်ဒါမဲ့တင်နှိမ့်ချတယ်နှိမ့်ချတဲ့ကဝိညာဉ်တော်ကတကယ်လို့သူကဝိညာဉ်တော်အောက်ရောက်သွားသူ့နှလုံးသားခရစ်တော်ရဲ့အောက်ရောက်နေဆိုဝိညာဉ်တော်မလုပ်လို့ရလဲနှုတ်ကပတ်တော်မလုပ်လို့ရလဲဟာလေလုယာအကျွန်တော်တို့ရဲ့ပြတဲ့ဝိညာဉ်တော်ကျွန်တော်မလိုက်ဘယ်လာမလဲခင်ဗျာဝိညာဉ်တော်တဲ့အရမ်းမြင်နေတာခင်ဗျာပလင်ကဝိညာဉ်တော်ပလင်တဲ့အများကြီးမြင်နေတာခင်ဗျာနှလုံးသားဝိညာဉ်တော်တဲ့အများကြီးမြင်နေတော့စီးလို့မရအောင်နှုတ်ကပတ်တော်စီးလို့မရအောင်တချို့တော်သူတွေနှုတ်ကပတ်တော်မစီးတာဟုတ်လေအရမ်းမြင်နေလို့ too high ဖြစ်အဲ့တော့ဒီမှာစီးတဲ့တော့မှရေရလေပိုနှိမ့်သွားရင်အရှိန်ပိုပြင်းလာကသူကနှိမ့်ချဒူးထောက်လိုက်ဒူးထောက်အရန်ဟာသွားတယ်ဘာဖြစ်တော့ရေတကုံပြတ်သွားအဲ့ဒီမှာရေတကုံပြတ်သွားဘာဖြစ်သွားလဲရေတကုံပြတ်သွားဟာလေလုယာတော့ရေတကုံကျွန်တော်ဒီမှာ Niagara Falls တွေ့ဘူးလေနော်အဲ့ရေတကုံကြီးအရှိန်ကဘာမှကြောက်စရာကောင်းတယ်ကြောက်တုံးနေတော့မှကွဲသွားတာအရန်ရှိန်ပြင်းတယ်အဲ့ဒီရေတကုံကနေလက်စစ်ပြီးထုတ်လို့ရတယ်အဲ့ဒီရေတကုံကနေအားလုံးလုပ်လို့ရတယ်ကျင်တော့ဘာလို့ဆိုတော့နှိမ်ချလီလေအရှိန်ပြောတန်ရှင်တော့ဝိညာဉ်တော်ဒီတိုင်းပဲဟိုတယောက်မှတကူ GPT တယောက်မှတကူနေသွားတာမဟုတ်တင်ဘလောက်ဖျားနဲ့ပတ်သက်ပြီးတင်နှလုံးသားနှိမ်ချလေအဲ့ဒီမှာဖျားတယ်ဟာလေလုယာအသင်းတော်တပါးထဲမှာပဲသူ့အပေါ်မှာဝိညာဉ်တော်သုံးလုံးနဲ့သူ့မှာဝိညာဉ်တော်သုံးလုံးဘာကွာလဲနှလုံးသားကွာတဲ့အတွက်သုံးလုံးသားကွာသွားတယ်အရှိန်ကွာသွားတယ်အသင်းတော်တပါးထဲပဲသူ့ကိုဖျားကျေးဇူးပြုတယ်သူ့ကိုကျေးဇူးပြုတာဘာကွာသွားလဲသူ့ရဲ့နှလုံးသားကွာသွားတယ်ကျော် more grace လား no grace လားဆိုဖျားမဆုံးဖြစ်ကျွန်တော်နှလုံးသားအဆုံးဖြစ်ယူလိပဲသူ့ကောင်းကြီးရစေခြင်းနဲ့သူ့တော့ကောင်းကြီးမရစေခြင်းတင်းအောင်စရာကဟောထားရင်တော့မရဝိညာဉ်တော်ကသူ့နှလုံးသားကိုချပြီးတော့ကောင်းချပေးတယ်ကျွန်မတန်ကြီးကိုမလို့တချို့တော့သူတွေကျွန်တော်အယံသနာတယ်ဝိညာဉ်တော်စီးတာလာတယ်ဘာကြောင့်လဲဆိုတော့ attitude ကြောင့်စိတ်နေစိတ်ထားကြောင့် mindset ကြောင့်ကျွန်မတန် new mindset new reset ပြန်ပြောပါဦး new mindset new reset တော့ mindset ကို change မယ်ဘာကို change မလဲဝိညာဉ်တော်ကြောင့်ပဲငါမဟုတ်ဘူးတကယ်လို့ငါအောင်မြင်လေလူတွေကောင်းကြီးရမယ်ဖခင်ငါ့ကိုအပ်ထားတဲ့သူတွေကောင်းကြီးရမယ်လူတွေကိုအကောင်းရောမအောင်မြင်တာတော့မှလူတွေကိုအကောင်းမမြင်အောင်မြင်သွားရင်တွားပြီရတာမအောင်မြင်ခင်တော့မှကိုယ်ကိစ္စပဲကိုရှည်တန်းတင်တယ်အောင်မြင်သွားရင်တွားပြီအဲ့တော့ဝိညာဉ်တော်ဘာလို့လဲဆိုတော့သူအစီထားတာ more grace တဲ့မင်းနှလုံးသားမပြောင်းမချင်း new mindset မရမချင်းဘလောက်ကြာမလဲဆိုတာသင်အောင်ဆရာမဆုံးဖြတ်ဘူးလောကမဆုံးဖြတ်ဘူးကုမ္ပဏီကမဆုံးဖြတ်ဘူးမိသားစုကဘယ်သူမှမဆုံးဖြတ်ဘူးတင့်နှလုံးသားဘလောက်ကြာဒီ level မှာဘလောက်ကြာမလဲဆိုတာဘယ်သူဆုံးဖြတ်မှာလဲတင့်နှလုံးသားဆုံးဖြတ်မယ် new mindset ဖြစ်တဲ့ရင် new result ရောက်လာ more grace ရောက်သွားတယ် hallelujah လက်ကောက်တီးပါအရင်ပြောင်းသူတင်တဲ့ပြကောင်းကြီးပါသူဒါကြောင့်ဒီနေ့ရိုးလေးပဲညီကောင်မတို့ very simple ဒီတစ်ပတ်တည်းမှာဝိညာဉ်တော်ကကျွန်တော်ကိုဒီကျမ်းပိုက်တွေစီခေါ်သွားတယ်ကျွန်တော်လည်းကိုးကွယ်တဲ့အခါမှာဖျားစကားပြောတယ်တချို့သောသူတွေကောင်းချီးမရတာပတ်ဝန်းကျင်ကြောက်လည်းမဟုတ်ဘူးနိုင်ငံကြောက်လည်းမဟုတ်ဘူးလူမျိုးကြောက်လည်းမဟုတ်တခြားကြောက်လည်းကျွန်တော်ရဲ့ mindset ထဲမှာကဆက်လုပ်ထားပြီးသားဒါကြောင့်ကျွန်တော်တို့ကတာ၍များတဲ့ကျေးဇူးတော်တွေကိုမရောက်နိုင်ဒီနေ့ကျွန်တော်တို့ဒေါင်းလော့ဆွဲရမှာဘိုးဘေးတွေစီကတလုံးသားကိုဒေါင်းလော့ဆွဲရမှာမဟုတ်ငါအဖေငါအဖိုးဒီလိုခံယူခဲ့တယ်ဒါကြောင့်ငါဒီလိုဆက်သွားမယ်ဆိုတဲ့ mindset ကိုဒီနေ့ cancel လုပ်ရမှာဘာဖြစ်လို့ဘိုးဘေးတွေရဲ့ကျင့်စာကျွန်တော်တို့ရှိမှတွေ့ရနေသီလားရိုးရိုးလေးပဲဘိုးဘေးတွေရဲ့စိတ်နှလုံးကိုဆက်လက်ခံတာလို့ပြန်ပြောမယ်ဘိုးဘေးတွေရဲ့ generation cast ဘိုးဘေးတွေရဲ့ကျင့်စာခင်ဗျားထဲမှာဘာလို့အလုပ်လုပ်ရသေးလဲနတ်ဆိုးကဘာလို့လုပ်လို့ရသေးလဲအဲ့ဘိုးဘေးတွေရဲ့စိတ်နှလုံးကိုခင်ဗျားမွေးထားတယ်ဘိုးဘေးတွေရဲ့စိတ်နှလုံးမရှိရင်ကျွန်တော်ပြောပြမယ်ဘိုးဘေးတွေရဲ့ကျင့်စာလည်းမရှိဘူးအမေတို့ရောက်စီအောင်ပြအောင်ယူပါစေဆိုဒီနေ့ယူလေးပဲတယောက်ချင်းစီတိုင်းကိုတန်ရှင်းသောဝိညာဉ်တော်ကများစွာသောခြေစွတော်တွေမှာ more grace ကိုခေါ်သွားခြင်းတယ်ဘာပဲလောက်ရမလဲ mindset ပဲချင်းရငါခရစ်တော်ရဲ့စိတ်ကိုပဲ download လုပ်မယ်ခရစ်တော်စိတ်ကတစ်ခုပဲကိုယ့်ထက်ကောင်းတဲ့လူတွေကိုမြင်တဲ့အချင်းလုံးဒီနေ့အစားပြီးငါလေ့ကျင့်မယ်လူတယောက်တွေ့တဲ့အခါမှာဟာခရစ်တော်အမြင်လို့မြင်မယ်ငါထက်ကောင်းတယ်ငါထက်ပိုရည်ချင်းရှိတယ်ငါထက်ပိုပြီးသုံးတယ်
အဲ့လိုမမြင်လေလူတွေနဲ့မပေါင်းနိုင်ဘသူနဲ့မှမပေါင်းနိုင်ပြီးတဲ့အခါမှာကိုယ်ကိစ္စပဲရှည်တန်းမတင်နဲ့ဒီနေ့ကစပြီးတော့ကိုယ်ကိစ္စပဲရှည်တန်းတင်တဲ့သူတွေအားလုံးကအမြဲတမ်းနောက်ကျတယ်ခရစ်တော်ရဲ့နှလုံးသားအမြဲတမ်းသူတစ်ပါးအတွက်ပဲရှည်တန်းတင်တဲ့အတွက်ဆူတောင်းပေးတော့ကိုယ်ဆူတောင်းချက်ကနေစတာမျိုးပဲတကယ်လူတွေကိုဆူတောင်းပေးတာနဲ့စငွေကြေးကိုကိုယ့်အတွက်ပဲသုံးတာနဲ့သူတစ်ပါးအတွက်စပြီးတော့ယုံကြည်ခြင်းနဲ့အရင်က mindset မှာ setting ချိန်ရမယ်ပြောအောင် setting ချိန်ရမယ်ချင်းကျမ setting ချိန်ရမယ်အဲ့ mindset မှာ setting ချိန်လိုက်ပြီအဲ့နှစ်ခုပဲအဲ့ခရစ်တော်ရဲ့စိတ်သဘောနှစ်ခုခင်ဗျာ practice လုပ်မယ်နေ့တိုင်း practice လုပ်မယ်ဆိုရင်ကျွန်တော်ပြောမယ် new mindset new reset အာမင်အားလုံးမတည့်ရဘူး